ထိုသံပိယသကြီးနောက်ကအနန္တ၅ပါးကိုရှစ်ခိုးပါ၏ဖျာအနန္တ၅ပါးရှိခိုးပြီးတဲ့နောက်ဒီကနေ့ဟောမှာကအလှဣနိဂုံးအလှနိဂုံးချုပ်တဲ့တရားဒီဒေသနာကိုဘုရားကိုယ်တော်မြတ်သည်ရာဇကြိုမြို့ဝေလူဝန်ကျောင်းတော်ကြီးမှာတည်င်းသုံးတော်မူစဉ်အခါပသစိတ်တကတံဘိမောအရုကာယသမုတ်တိတံအာတုရံဘဟုသင်္ကပံယသနတ္ထိဒုဝန္ထိတိဒီဒေသနာကိုဟောပါဘဟုအကြောင်းပြုဟောသလဲယောက်ျားတွေရဲ့ပါးစပ်ဖြားမှာဟေးအလှဘယင်မကြီးကွာလှလိုက်ပုံများကွာအမလေးမြတ်တောင်ခရမှာတောင်ကြောက်ကဟဲ့ဒီအလှဘယင်မကြီးထံငွေစုလို့ပြည့်ရင်သွားနိုင်တဲ့ငွေ1000ပြည့်အောင်စုမယ်ယောက်ျားဒီပါးစပ်ဖြောင်းငွေ1000ပြည့်ရင်သူရှိရောက်တဲ့ပြေးသားကြီးငွေ1000ပြည့်ရင်ဘယ်သူရှိရောက်တဲ့ကြည့်အဲ့ဒီအလှဘယင်မကြီးထံကိုငွေ1000ပြည့်အောင်စုပြီးတော့ယောက်ျားတဲ့ရောက်အောင်သွားခြင်းစိတ်ရှိနေတဲ့မိန်းမအလှဏီကုန်းချုပ်ပုံကိုဘုရားဟောပါတယ်ဗျာဒီဇလံဘယ်ကစမလဲလို့ဆိုတော့ဘုန်းကြီးတို့မောင်ပုံနာနဲ့ပါရိတာတို့ကစရရှင်မယားအလှဘယင်မဆိုပြီးမောင်ပုံနာတို့ပါရိတာတို့လားဗျာမောင်ပုံနာပါရိတာကမပါလို့ဒီဇက်ကွက်မှာမပြီးပါဘူးဇတ်ဆောင်တွေပေါ့ဇတ်ဆောင်တွေပေါ့တရားနာပိဿပရိသတ်ကြီးအကယ်ဒမီရတဲ့ရုပ်ရှင်ဇာတ်ကားတကားမှာမင်းသားတယောက်ထဲနဲ့ရိုက်လို့ဖြစ်တယ်ဟဲ့မင်းသမီးတယောက်ထဲနဲ့ဇာတ်ကားတကားထွက်လာနိုင်ရလားဟဲ့ထွက်နိုင်မှုပေါ့ဇတ်ဆောင်တွေဆိုတာပါရတီဝိုင်းနေလူပြက်တွေလူချမ်းတွေထိုးမဲ့ကြိတ်မဲ့လူတွေအဲ့ဒီလိုဇတ်ဆောင်နေပါမှဇတ်ထုတ်တထုတ်ဖြစ်တယ်လို့မောင်ပုံနာနဲ့ဗာရိတာတို့ကလည်းဒီအလှဣနိဂုံးဇတ်လန်းထဲမှာဇတ်ဆောင်နေပေါ့မောင်ပုံနာနဲ့ဗာရိတာတို့ဒီသူများအိမ်စရင်ငါလှုပ်ရှားရသမီးလေးတယောက်ရှိတာကလည်းဥတ္တရာဒီကနေ့တော့မောင်ပုံနာစီလေတွန်အသွားလေတော့မှရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကြွလာတယ်သပိတ်ကြီးပိုက်လို့ဒီသောတာသမာဘမှာအထရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကြွလာတာမြင်တော့ဟာယဟန္တာအရှင်မြတ်ကြီးကြွလာပါလားရှင်သာရိပုတ္တရာကိုရောမြတ်ကြီးငါဘာလှူရပါမထုံးလှူစရာလည်းမရှိပါလားသူတော်သူများကြီးပြောတန်ကြားဘူးတဲ့လှူစရာမရှားဘူးစေရနာရှားတဲ့စေရနာရှားတဲ့ငါဓမ္မပါသားပဲတပူလေးခုတ်တပူလေးလှူပြီးတော့သပိတ်တော်ကိုယူ၍ရေအိုင်ထဲမှာရေချမ်းကိုသပိတ်နဲ့ခတ်ပြီးတော့ကတ်လှူလိုက်သည်တပူနဲ့ရေချမ်းဒီတပူရေကြောင့်အလုခံပြီးတော့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကလည်းပြန်ကြွမယားလေးကလည်းတရားနာပရိသတ်ကြီးမောင်ပုံနာထံထမင်းဖို့အလားရှင်သာရိပုတ္တရာနဲ့လမ်းဆုံးပြန်ပါရောဟဲရဟန္တာထင်မြတ်ကြီးကြွလာပါလားခံကြပြီကိုပုံနာအတွက်ငါထမင်းဖို့သွားပေမဲ့လို့ယဟန္တာမထင်မြတ်ကြီးရှင်သာရိပုတ္တရာနဲ့တွေ့နေပြီလှူမပဲကြုံကြိုက်ခဲမြ
ကျုံတုံးကြိုက်မှတော်မှာပဲလှူလိုက်ရရင်ဖြင့်ဒီဒါနအင်မတန်ထက်မြက်လိမ့်မယ်ထင်တယ်။ကိုက်ကိုပုံနာအတွက်ပြီးတော့မှပြန်ချက်တာပေါ့။ဟောရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးလောင်ရော်ပြုတ်တဝက်ကြတော့လက်ကလေးကာဗျဟဲ့ပါရိတာနိလင်သားအတွက်ထမင်းဖို့သွားတာလေငါအတွက်တဝက်လူပြီးနိလင်သားအတွက်တဝက်လောက်ချမ်းအိုးပါဇက်ကဒီလိုမမိတ်တော့လို့မိတ်တကဲ့သို့လက်ကလေးကာဗျအလူကံပုဂ္ဂိုလ်များငဲ့တာပြောပါတယ်ဒီထဲတချို့ကပြောကြတယ်ဘုန်းကြီးတွေဘာမှတရားတော်မတွေပေါ့မငဲ့ဘူးတဲ့တချို့ကမြန်ကျွတ်တို့ဘုန်းကြီးတွေဘယ်လိုပြောတယ်ထင်တော့အလလမအဖွဲအလလမဆိုတာအလုံးလက်မဲ့အဖွဲဒါဆိုတဲ့လူတွေတရားဟောတာအလုံးမဟုတ်တော့ဘာတော့မြတ်ဘုန်းကြီးကလွယ်မှတ်လို့ခမည်းတော်တဲ့အလုံးများသေးခမည်းတော်ကကာယလုပ်သားจิตတို့ကညာဏလုပ်သားစိတ်တလုပ်သားစိတ်အလုပ်တွေအများကြီးရှိသာသနာပေါင်းလွယ်တယ်မထင်နဲ့ဘုန်းကြီးကလွယ်လွယ်လေးထင်တယ်တချို့ကဘုန်းကြီးကဆိုတာစာသင်ရင်သင်စာမသင်ရင်စာချစာမချရင်တရားဟောတရားမဟောရင်တရားအားထုတ်တောင်းလေးတောင်းမှန်အောင်လုပ်ရတယ်ဗျဘုန်းကြီးကလွယ်တယ်မထင်နဲ့တချို့ကသမန်ငါရှံငါပြောနေဘုန်းကြီးဘဝထောင်လေးတောင်တစ်ထောင်တောင်ကမှမရရင်သာသနာကြာကြာနေလို့မရတော့ဘူးမှန်လားပြိဿကြီးခင်ဗျားတို့လှူတာကြေအောင်စားရတယ်ဗျခင်ဗျားတို့လှူတာတွေကျွတ်တို့စားတော့နေရတန်တွေတန်ကဲစားရသကဲ့သို့အစိတ်တုံးစားရသကဲ့သို့ကြေအောင်မမဆန့်နိုင်ရင်ဘုန်းကြီးဘဝလူလိုသပိတ်သွလို့မရဘူးဗျရှူးဆိုသွားတာဘယ်သွားတာတော့မအောင်မေးနဲ့သွားတာပဲလွယ်မှတ်လို့ဒါကြောင့်တရားနာပြိဿလွယ်တယ်မထင်နဲ့ပြောတာပါလွယ်တယ်ထင်စမ်းကြည့်ဘုန်းကြီးကအတော်အောင်ရတယ်ကွာငါညီတို့ရမှတ်ထားကြမင်းတို့လူငယ်တွေကြကြပြောရမင်းတို့လိုလည်းတို့ခေါင်းလောင်းကြီးမစွတ်နိုင်ဘူးကွာစွတ်ချင်စိတ်ရှိတယ်မစွတ်ရဘူးကွာတို့ဘဝကခုတ်ထောက်ကြီးလည်းထားလို့မဖြစ်ဘူးကွာတို့ဘုန်းကြီးကလွယ်မှတ်လို့မင်းတို့လိုဒလိန်ကြီးလည်းကိုယ်တိုင်ကြိုင်လို့မဖြစ်ဘူးကွာဒလိန်ဆိုတာကားပြောတာကိုယ်တိုင်မောင်းလို့ဖြစ်ဘူးကွာလွယ်မှတ်နေလားဘုန်းကြီးဘဝပြိဿကြီးလွယ်ရဲ့လားသူများသွားသလိုမသွားရသူများစားသလိုမစားရသူများဝတ်သလိုမဝတ်ရသူများပြောသလိုမပြောရဘုန်းကြီးကအောင့်ရအောင့်ဆိုအကုန်အောင့်ရတာပါကွာဒါကြောင့်ဘုန်းကြီးတွေအောင့်လုံးအကြီးလို့ပြန်တော်မူတော့မီးရှို့တဲ့ခါပြောင်းတိုင်းဆိုခွဲကုန်ဟုတ်တယ်ဒါတချို့ကဘာလုံးကြီးလေးညာလုံးကြီးလေးနဲ့ဘယ်ဟုတ်မလို့အောက်လုံးကြီးတွေအဲ့ဒီကြမှာကွဲဒါကြောင့်လွယ်တယ်မထင်နဲ့တန်ဃာတော်အရှင်မြတ်တွေကငဲ့တော်မူကြပါတယ်အလိုက်မသိဘူးမလုပ်ကြနဲ့ဆုံးလေးကအောင်တော့သီလလေးဖြစ်တော့ပေးစုလေးဖြစ်တော့ပေးပိယိလေးဖြစ်တော့ယွတ်ရေစက်ကလေးဖြစ်တော့ချတရားဘာဝနာဖြစ်တော့အနုမောဒနာပြုလို့ဘုန်းကြီးဘဝဒီဘုန်းကြီးတွေသာသနာဝန်ကိုထမ်းနေလို့ခမည်းတော်တို့ဒီအသိဉာဏ်တွေရကြတယ်ဆိုတာလည်းပဲသဘောပေါက်ကြပြီးသားပါဗျာတမန်ငါရှံငါပြောတဲ့လူတွေအတွက်သာထည့်ပြောရကြည့်တရားနာပြိဿလက်ကလေးကံဗျာနိလင်းပုံနာကိုတဝက်ချံအောင်ဟဲ့လို့မမိန်တော့လဲမိန်တကဲ့သို့ဒီတော့ဗာရိတာကဘယ်လိုလျှောက်အရှင်ဗျာတပည့်တော်တို့ဒီဘဝအတွက်ချင်းမြောက်တော်မမူပါနဲ့တန်တရားအတွက်ချီးမြှောက်တော်မူပါဗျာလှူပုံလေးတပည့်တော်တို့နောက်ဘဝကမလှူလို့ဆင်းရဲတော့ဗျာဒီဘဝမလှူရင်ဟောနောက်ဘဝကုန်းကောက်စရာတောင်ရှိမှာမဟုတ်လို့အကုန်လုံးအလှူခံတော်မူပါဗျာတန်တရားအတွက်ကြီးမှန်းတဲ့ဟဲ့လျှောက်တော်တရားနာပြိဿကြီးအလှူခံတယ်အလိုခံပြီးတော့ရှင်သာရိပုတ္တရာကြီးပြန်ကြွပါရိတာကလည်းအိမ်ပြန်ထမင်းချက်ကြက်တော့ခတ်တော့ကလေးထမင်းတောင်းနဲ့ထည့်ပြီးမောင်ပုံနာထံလာဖို့မောင်ပုံနာထမင်းစားစားနဲ့တပြေးပင်ညိုရိပ်အိတ်နေသဘောမောင်ပုံနာအိတ်နေတော့မယားလေးပါရိတာကကိုပုံနာရေပြ
မြို့မောင်ကြီးလို့လှမ်းခေါ်လိုက်တော့အိတ်နေတော့လေမယားလေးအတန်နားရဲကြတော့ပွားကနေဆိုမျက်လုံးပွင့်လာဖြုတ်ဆိုငိုးတုတ်ထိုင်ဟောနောက်ကျလိုက်တာကွယ်ခုပုံနာရဲ့အပြစ်တင်နဲ့ကြုတ်ခံရရုံပဲနောက်ကျတာတခြားမဟုတ်ဘူးတော်ကြီးလမ်းရှင်းသားကြီးဗုဒ္ဓရာကိုရောမြတ်ကြီးတွေ့နေလို့တော့အတွက်လားပို့တဲ့ထမင်းကိုကျုပ်လှူလိုက်ပြီးဒါကြောင့်ကျုပ်ပြုတဲ့ကုသိုလ်ဒါနအင်ကြီးရှင်အမြဝေပါတယ်အမြတော့အမြလို့ဆိုတော့သာဓုသာဓုသာဓုဗျာမင်းလှူတာမောင်ကြီးထဲနောက်ကြသေးသဗျဟောဒီလေတော်ကြွလာလို့တပူနဲ့ရေချမ်းလှူလိုက်ရတယ်မောင်ကြီးပြုတဲ့ကုသိုလ်အင်ကြီးအရှင်မအားအမြဝေပါတယ်အမြလို့ဆိုတော့သာဓုလို့အပြန်အလှန်အမြဝေ၍သာဓုခေါ်ကြသည်ဒီမြို့သူမြို့သားတွေမှတ်ထားကြနော်လင်းလှူတိုင်းမရရတယ်မထင်နဲ့မရလှူတိုင်းလင်ရတယ်မထင်နဲ့စေရနာမပေါ်လို့လှူတာမသိရမရဘူးဒါကြမှတ်သွားကြဟာဒီပြည်မြို့ကတကားတယောက်မန္တလေးသွားတယ်မန္တလေးသွားတော့ပြည်မြို့ကတက္ကမကြီးကတန်ဃာတော်ဘာကြွလို့အခန့်သိလို့ဆုံးကတ်လိုက်ပြန်လာရင်ပြောတော်မရှိတော့ကျုပ်ဆုံးကတ်လိုက်တယ်အမြဟိုလူကြီးကသာဓုခေါ်မှဒီကုသိုလ်သူပါရတယ်ဒီတော်တက္ကကြီးလောက်တဲ့လူကငါမန္တလေးမဟာမြတ်မုနီရွှေဘယ်နဲ့ဆိုင်းချခဲ့တဲ့ဟဲ့အမြအိမ်ကတက္ကမကြီးကသာဓုခေါ်မှရတချို့ကငါရှာထားတဲ့ပစ္စည်းတွေငါမိမလူငါရမှာပဲထင်တယ်မဟုတ်ဘူးမရဘူးဗျကြမှတ်ထားဒါကြောင့်ဟိုမှာကြည့်မောင်ပုံနာတို့အပြန်လှမ်းသာဓုခေါ်ပြီးတော့ကမသမင်းစားပြီးတော့တရားနာပြီးတော့မောင်ပုံနာမျက်တောင်လေးဆင်းလာပါရိတာဒူးလေးတုပ်ပြီးကိုပုံနာဟိုမြေကြီးပေါ်ခေါင်းမအုံးနဲ့လေဟောဒီကျုပ်ပေါင်ပေါ်ခေါင်းအုပ်ဒူးလေးတုပ်ပေးပြီးတော့ပဆိုးလေးပေါင်ပေါ်ခင်းပေးလိမ္မာတဲ့မိမများမှတ်ထားကြဒူးလေးတုပ်ပေးတော့ပေါင်ပေါ်ခေါင်းအုပ်အိတ်ပေါင်ပုံနာအိတ်ပြော်ပေမဲ့လို့ဗာရိတာကအငိုက်သမားကြီးပေါ့လေတဆဆငိုက်ရင်နဲ့တရားနာပရိသတ်ကြီးဗာရိတာမျက်လုံးလေးဖွင့်ကြည့်လိုက်ရှင်ခဲတွေကအကုန်လုံးရွှေဖြစ်ရှင်လုံးရှင်ခဲတယ်လက်ခွက်ထဲရှိသမျှသီးနှံလေးအကုန်ရွှေဖြစ်ဖွင့်ကြည့်လိုက်တော့ရွှေရောင်နေမြင်ရဟင်မလေးကိုပေါနာမီးလောင်ပေါမီးတော့ဟိုလူကြီးအိယာကထားဘယ်လိုဟာမိုက်ပါနမရင်ဘယ်မီးလောင်ရမလို့မလေးတိတ်ထဓမ္မအကျိုးပေးပြီးရွှေတွေဖြစ်ကုန်ပြီနမရင်ဟန်ကြလိုက်တာတော့ဟန်မကြနဲ့နမရင်ရွှေတရွေးသာမှမရှိတယ်လင်မယားတလောင်များတဲ့ရွှေတွေရှိလာရင်ဖြင့်မင်းပြမင်းတန်ခံရလိမ့်မယ်တို့နဲ့မတန်ဘူးဘရင်ထံသွားအကြလို့သဘောကောင်းတဲ့လင်မယားဘရင်ထံသွားအမလာပါရှင်လုံးရှင်ငယ်တွေရွှေဖြစ်လို့သိမ့်တော်မူပါဗျာဟဲ့လက်သား900နဲ့သွားတိုက်ကြလက်သား900နဲ့သွားတိုက်တော့ဒိုးဘရင်ကြီးဘုံကံကြောင်းကွာဆိုပြီးကောက်တာတခါလေရှင်ခဲ့တဲ့လက်ဝင်သွားရွှေကရှင်ပြန်ဖြစ်ဟာရှင်နေပါကွာဘယ်ရွှေဟောမှာအဲ့ဟိုကောင်ယူလို့လာပြောတယ်စရင်ငှားပါသူ့လက်ွက်ထဲရွှေပြည့်ရှိရမယ်လို့မဟုတ်တာဘယင်ကလည်းမစင်းစားလို့တို့ခိုင်းတာကွာဟေ့ရှင်နေပါကွာလာဘယင်ပြန်တော့ဦးတင်ကြစို့မလာပါမောင်ပုံနာလိမ့်လီပြားပြီးတော့ဘယင်ကိုကစားစရာတငယ်တယောက်လိုထားပြီးတော့အခုအလကားလာတော့ဦးတင်တာပါဗျာရှင်နေပါဗျာဟေးနေအောင်ကွယ်မင်းတို့ဘယ်လိုပြောတင်ကြဘယင်ဘုံကံကြောင့်ဖြစ်တဲ့ရွှေလို့ပြောတင်ပါဗျာနေအောင်ကွယ်ငါသူ့မေးကြည့်အောင်ဟေးမောင်ပုံနာမင်းပါကုသိုလ်ပြုဖះကျွန်တော်မျိုးကြီးကတပူရေချမ်းမယားလေးကဆွမ်းတနတ်စာဒီကုသိုလ်ပြုပါဗျာဘယ်သူလူတာတော့ဟဲ့ရှ
ရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးပါဗျာဟေးမင်းကုသိုလ်ကြောင့်ဖြစ်တာပါကွာငါဘယင်နဲ့ဘာမှမဆိုင်ပါဘူးဟာဟဲ့ပေါင်းမင်းများသွားကြလဲလာ900နဲ့မောင်ပုံနာရဲ့ဘုံကံကြောင့်ဖြစ်တဲ့ရွှေဆိုပြီးတော့တင်ခဲ့ကြမောင်ပုံနာဘုံကံကြောင့်ဖြစ်တဲ့ရွှေဆိုပြီးသွားတင်လိုက်တော့ရွှေတွေအကုန်ပြန်ဖြစ်လဲပေါ်တင်ရွှေနန်းတော်ရောက်မင်းများငါတိုက်ပြည်ရခုခဲ့သို့လက်ကွက်သေးကရှုံးနေကရွှေဖြစ်တဲ့သူလောက်ချမ်းသာတဲ့တထေးများရှိသလားဟဲ့မရှိပါဘူးဗျာမရှိပါဖယားလို့တော်ဦးတင်တော့ကမှမောင်ပုံနာတို့ဇနီးမောင်နှံတထေးထီဆောင်တဲ့တကွာတထေးရာထူးကြီးကအလိုက်ပါပြီပြိဿဘာအလိုက်တထေးဖြစ်သွားဖေတထေးဖြစ်တော့နေရာပေးပါဖယားဆိုတော့ရှေးတုန်းကတထေးခေါင်းနေခဲ့ဘူးတဲ့နေရာပေးလိုက်တော့တိုင်ဆိုင်မလို့အိမ်ဆောက်ဖို့ကျွင်းတူးလိုက်တဲ့ချိန်ခါမှာရွှေအိုးတွေနဲ့ခန်းချင်းထိနေတာတွေ့အကျိုးပေးခြင်းတော့ဒီတိုင်းပဲနော်အင်းဦးနာတချို့ငွေတကြမ်းနဲ့ထီထိုးဘိုးဘိုးအောင်မပါပေါက်ဘူးတချို့ငွေတကြမ်းနဲ့ထီထိုးအပြိုကြီးလင်ဝဲရန်သိန်းဒီပေါက်အကျိုးပေးတရားနာပြိဿမန္တလေးမိုဟင်း90တယောက်ငွေတကြမ်းနဲ့ထီထိုးသိန်းဒီပေါက်သူ့အတိတ်တွေ့တော့မိုဟင်း9တန်းကြီးကံပြီးတော့မိုဟင်း9တန်းမလုပ်ဖို့ဟေးတတ်ခဲပြေကွာအိမ်ပြန်သွားလက်မှတ်ပြောက်စိတ်နောက်ယူရောအကျိုးပေးပြိဿလွယ်တာမဟုတ်ဘူးကြည့်အခုရွှေအိုးတွေနှခမ်းချင်းထိနေတာတွေ့နောက်အိမ်တွေပါလေဆောက်ပြီးတော့ကမှမြတ်စွာဘုရားကိုတော်မြတ်ကြီးဆုံးပင့်ကဘုရားကိုတော်မြတ်ဆွမ်းအနုမောဒနာတရားတွေကပြုတ်လိုက်တော့ဟာမောင်ပုံနာတို့ဇနီးမောင်နှံနဲ့သမီးကလေးဟာဒိဋ္ဌိနဲ့ဝစီကိစ္စကွာ၍သောတာပန်ဖြစ်ကြပါတယ်ဗျာဒေသကြီးသူတို့သားမိသားဖ3ယောက်ပါဖြစ်သွားတော့ဆွမ်းအကျိုးနော်ဘုရားကြီးဘာအကျိုးတို့ဆွမ်းအကျိုးဗျဆွမ်းဒါနကြောင့်ဆိုကြပါစို့ဒါကြောင့်ဒီဆွမ်းအကျိုးဟာဘယ်နှပါးရှိသလဲပြိဿဆွမ်းအကျိုးဘယ်နှပါးရှိ5ပါးလေကဲဆိုကြည့်သားဟိနောက်ကအသက်ရှည်ခြင်းလက်ချိုးပြီဆိုလိုက်အဆင်းလှခြင်းချမ်းသာကြီးခြင်းခွန်အားကြီးခြင်းပညာကြီးခြင်းဘယ်နှပါတော့အဲ့ဒီဆောင်းအကျိုး5ပါးဖယားဟောလို့သားမိသားဖ3ယောက်ဘာတွေဖြစ်ကုန်တော့ဟိကိုင်းသောတာပန်ဖြစ်လို့တထေးလည်းဖြစ်ပြီးရောမောင်ပုံနာခစားခဲ့တဲ့တထေးကြီးကဝဲမင်းသမီးနဲ့ငါသားထိန်ရဖို့ကိစ္စသားဘေးသမီးယူလူကြီးပြီးလာပြီးတော့မင်းထံငါပြောပါတယ်ဆိုတော့မောင်ပုံနာကလက်မခံဘူးမဖြစ်ပါဘူးခမညာကျွန်တော်သမီးလေးကယရဏ3ပါးကိုကြည်ညိုတဲ့ဗုဒ္ဓဘာသာခမညာသားမောင်နန္ဒာကမိစ္ဆာဒိဋ္ဌိဒါကြောင့်ကျွန်တော်မပေးစားနိုင်ဘူးခမညာလို့ညင်းတော်လဲတထေးတွေကဝိုင်းပြီးတော့လှော်ကြသပေါ့လေလှော်ကြအောင်သွဲကြဂျွိုင်းကြပေါ့လေကွာအဲ့ဒါလို့တထေးတွေဝိုင်းပြီးတော့အောင်သွဲကြဂျွိုင်းကြတာနဲ့ဟောတရားနာပိဿသူ့သမီးလေးနဲ့မိစ္ဆာဒိဋ္ဌိသားပေးစားလိုက်ရပါရောဗျာဒီလိုပေးစားလိုက်တဲ့အချိန်ခါမှာသမီးလေးဥတ္တရာမိစ္ဆာဒိဋ္ဌိသားရသွားတော့ပဲစိတ်ချမ်းသာမလဲအော်ခက်တော့တာပဲမိဘများပဲနဲ့ကြောင့်ငါ့ကိုနှောင်အိမ်အတွင်းသွင်းလိုက်ကြတာပါလေဖယားဖူးခြင်းလို့မဖူးရတရားမနာခြင်းလို့မနာရတန်ဃာတော်ဆုံးကခြင်းလို့မကတ်ရမိစ္ဆာဒိဋ္ဌိသားဆိုတော့အတော်လေးစိတ်ဆင်းရဲတော့ပေါ့လေမိဘများထံစာရေးမိခင်ဖခင်တော်ဖယားမဖူးရတရားမနာရဆုံးမကတ်ရနဲ့ဘယ်နဲ့ကြောင့်လောင်ကြိုက်အတွင်းသွင်းလိုက်ကြတာတော့အကြံလင်းများပေးပါဦးဒီတော့မောင်ပုံနာကတရားနာပြိဿရေစာရေးတဲ့သမီးလေးထားသမီးတဲ့အဖေကြံပေးမယ်သမီးရဲ့ငါသမီးဒီစာသေးသေးချာချာဖတ်
ငါသမီးအတွက်လှူရတန်းရအောင်အဖေငွေ15000မှထည့်ပေးလိုက်တယ်15000ဆိုတာလှူစရာမရှိလို့မဟုတ်ဘူးဟိုမှာလည်းတစ်ထေးလှူဖို့ထည့်ပေးတာမဟုတ်ဘူးငါသမီးတဲ့ငါသမီးတို့ဒေသမှာငါသမီးကြီးလှူရအောင်ဖေပြောရမှာပေါ့လေဟောတို့ဝေသာလီမှာအမပါဠိခေါ်တဲ့ပြစ်တစာမတယောက်သူ့ကိုကုံတယ်တယောက်ကတွေ့ကြလို့ဗိမိတာရမင်းကြီးအားလျှောက်ထားဒီတန်းစာမထားရင်တင့်လျော်ပါလိမ့်မယ်ဗျာဝေသာလီမှာဒီလိုရှိတော့ဘုရားတွေ့ကြတော့ဘုရားဆိုတော့ဒီတန်းစာမဆိုပြီးတော့သာလဝတီဆိုတဲ့မိမတယောက်ဒီတန်းစာမယာရူးကြီးပေးရှေးတုန်းကဒီတန်းစာမတိုက်ပြေမှာဘယင်များအတိမှတ်ပြုတဲ့မိမဟဲ့လူငယ်တွေမှတ်သွားကြပေါ့ဒီတန်းစာမဒီလိုမိမရှိနေကာမေသူမိစ္ဆာစာရကံကြီးများနဲ့တားဆီးနိုင်တယ်ဘာလို့တားဆီးနိုင်တာတော့ဘာလို့တားဆီးနိုင်တာတုံးလို့ဆိုတော့လေရှိတဲ့မယားကိုမစော်ကားကြမဖြစ်စည်းကြတော့ဘူးဒီပြိတန်းစာမရှိသဖြင့်ဘာလျှောက်ပြောလည်းမကောင်းပါဘူးဟာဒါပတိပြောပြီးကုန်ပါပြီကဲရှေ့ဆက်ကြပါအောင်ဆိုကွာအဲ့ဒါနဲ့သာလဝရီဆိုတဲ့ပြိတ္တဇာမကိုထားတဲ့သမီးရဲ့အဲ့ဒီပြိတ္တဇာမသည်ဗိမိတာရမင်းကြီးဤသားဖြစ်တဲ့အဘယမင်းသားသွားပြီးပျော်ပါတဲ့အချိန်ခါမှာသားယောက်ျားလေးမွေးဖွားပြည်သားကြီးသားယောက်ျားလေးမွေးဖွားတော့အဲ့ဒီသာလဝရီပြိတ္တဇာမကသားယောက်ျားလေးဆိုတော့ဖြစ်ဘူးပေါ့လေအမွေးဖွားခင်တုန်းကလည်းအတော်လေးအလုပ်ပြက်ခဲ့အလုပ်ပြက်ဆိုသားတန်နေရှိတဲ့အချိန်ကစပြီးတော့ဘသူလာနေမကောင်းဘူးလို့ပြောလိုက်ကြနေမကောင်းဘူးလို့ပြောလိုက်ကြဒီလိုနဲ့ပဲတရားနာပရိသတ်ရေတန်းယောက်ျားလေးမွေးဖွားရောဆိုကြပါစို့တန်းယောက်ျားလေးဆိုတော့လေအော်ငါအလုပ်နဲ့တခြားစီပါလားမဖြစ်ပါဘူးလေဒီတိုင်းဆိုလို့ရှိရင်ဖောက်တယ်ရပြက်ကုန်တော့မှဟာငါပဲရောက်ကုန်ပါလိမ့်ဒုက္ခပါပဲကွာကဲရှိပါသေးတော့ရှေ့ဆက်ကြအောင်စို့မဖြစ်ဘူးဒီကလေးသုတ်တန်သွားပြစ်မှာပဲလို့ဟောကလေးလေးသွားသုတ်တန်ပြစ်တဲ့ဟဲ့သုတ်တန်ပြစ်ထားတော့ကွာကြီးလင်းတာတွေတယုံယုံပေါ့ရင်ကောင်းလေးတအုံအုံနဲ့ဆိုတော့တရားနာပရိသတ်ရေအဲ့ဒါဟိုဗိမိတာရမင်းရဲ့သားဖြစ်တဲ့အဘယမင်းသားကလည်းခကြီးလမ်းပေါ့လေအဲ့ဒီနာအဆိုင်ဟဲ့မောင်မင်းများရင်ကောင်တယုံယုံနဲ့သွားကြည့်တာဟိုပါတော့ကြည့်လိုက်တော့မှန်လားပါဗျာကလေးလေးဗျာဟေးဟဲ့ယောက်ျားလေးလားမိန်းမလေးလားမှန်လားယောက်ျားလေးပါဗျာဘာလို့ဇီဝတုအသက်ရှင်ရသေးရလားဟဲ့ဇီဝတိအသက်ရှင်ရသေးရလားဟဲ့လို့မေးတော့အသက်ရှင်ပါသေးတယ်ဖေရဆိုတော့အဘယမင်းသားကဟောသူကိုယ်တိုင်ကောက်ယူကျွေးမွေးသာလဝရီကိုသူနဲ့ပျော်ပါလို့ရတဲ့သားသူနဲ့ပဲပြန်တွေ့တယ်ပရိသတ်ရေအဲဒီလိုတရားနာပရိသတ်ဇီဝတိအသက်ရှင်သေးရလားလို့အဘယမင်းသားမေးတဲ့စကားလေးကိုပဲအကြောင်းပြုပြီးတော့တက္ကသိုလ်ပို့လို့ပညာများတက်လို့ဆရာဖြစ်တဲ့အခါမှာသူဇီဝကဆိုတာအဲ့ဒါပြိတ္တဇာမသားပါဗျာဘုရားချိန်မှတော့သွေးစိမ့်တီတာခွဲတဲ့ဇီဝကလေပြိတ္တဇာမသားကိုဘုရားရဲ့တက္ကသိုလ်ကပြန်လာတော့လည်းပဲတမင်ညနဲ့လွှတ်လိုက်တာမဟုတ်ပါဘူးဟဲ့အမောင်ဇီဝကမင်းလေတဲ့ဆေးဘက်မဝင်တဲ့မြေကြီးပေါ်ကပေါက်နေတဲ့သစ်ပင်တပင်ငါရှာပေးသားဟိဟိုင်ခင်ဗျားတို့မသိလို့ဥစ္စာမြေကြီးပေါ်ရှိနေတဲ့သစ်ပင်မှန်သမျှဆေးဘက်မဝင်တာမရှိပါဘူးဆေးဘက်မဝင်တဲ့သစ်ပင်မရှိဘူးမတွေ့ဘူးပိဋကနေရာတကာသုံးဖြစ်ဒါကြောင့်တရားနာပိဋကကြီးအဲ့ဒီဇီဝကပြိတ္တဇာမသားရဲ့နောက်မှာအဲ့ဒီသာလဝရီပြိတ္တဇာမမှာတရားနာပိဋကနောက်ထပ်သမီးလေးတယောက်ခွားမြောက်ပါသမီးလေးတယောက်ခွားမြောက်တဲ့အချိန်ခါကျတော့အော်သမီးမိန်းကလေးဆိုတော့ဟန်ကြငါအလုပ်ဆက်လက်ပြီးတော့အမွေခံနိုင်စရာအကြောင်းရှိတယ်
ဒါသူ့လုပ်ငန်းနေတဲ့သူကိုဗျအဲ့ဒါနဲ့ကလေးမလေးကြီးပြင်းအောင်မွေးထားဒီကလေးမလေးအရွယ်ရောက်လာတော့ဆရာဇီဝကရဲ့နမသာလဝရီကမွေးတဲ့မိန်းကလေးသီရိမာသည်သူ့အမေမရှိတဲ့နောက်သူ့မေယာရုသူဆက်ခံသူ့အမေတို့ကလူတယောက်ပြောပါရဲ့အကဗျာတရားပေးရသည်သီရိမာအင်မတန်လှတဲ့မိန်းမလှကြီးကြတော့ယောက်ျားတယောက်ပြောပါလို့လျင်အကဗျာ1000ပေးရသည်ဒါကြောင့်သမီးအဲ့ဒီဆရာဇီဝကရဲ့နှမသီရိမာပြည်တစားမှာရှိလေရဲ့ငါသမီးဒီကနေ့တော်သလင်းလခွေနေ့ဖြစ်သည်ဓာတ်တင်းကျွတ်ရ15ရက်လိုတော့သည်15ရက်အတွက်တစ်နေ့1000ကျငွေ15000အဖေထည့်ပေးလိုက်သည်ငါသမီးလင်းသားမောင်နန္ဒအားသမီးသီရိမာပြည်တစားမှာကို15ရက်တိုင်တိုင်ခေါ်ပြီးတော့ဒီငွေ15000ပေးလိုက်ငါသမီးနေရသူပြုစုလိမ့်မယ်ငါသမီးကလင်သားကိုလည်းပြောပြပြီးသမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရား15ရက်တိုင်တိုင်နောက်ပါသံဃာနဲ့ဆွမ်းကပေါ့အကြံပေးလိုက်ဒီလိုအကြံပေးလိုက်တော့တရားနာပရိသတ်ကြီးခင်ဗျားတို့ကအောင်းမေမှာပေါ့ဟောတော်ကြည်စမ်းပါဟာကွာကြည်စမ်းပါအထေးနဲ့ကွာသောတာပန်ကြီးဖြစ်ပြီးတော့ကိုယ်သမီးကိုကြည်စမ်းတမဲ့အငှားမရအခေါ်ခိုင်းတဲ့ခင်ဗျားတို့ကစိတ်ထဲတစ်မျိုးတစ်မီထင်ပြီးတော့မောင်ပုံနာကြီးအပြစ်တင်ရင်တင်းနေမှာပေါ့မတင်နဲ့ယရဏသုံးပါးဦးစားပေးတဲ့နိဗ္ဗာန်ဝင်မဲ့ပုဂ္ဂိုလ်ဆိုတာဒီတိုင်းပဲဒီကကြီးဘယ်သူဦးစားပေးတာကာမဦးစားပေးတာမဟုတ်ဘူးဟဲ့ယရဏသုံးပါးဦးစားပေးဒီလိုအကြံပေးလိုက်တော့ကြည်သမီးလေးကညင်းမလားဆိုတော့ဒီစာကြည့်ပြီးငွေ15000လက်ထဲကင်လို့ဟဲဟန်ကြလိုက်ပါပြီဟန်ကြလိုက်ပါပြီဟင်းလှူရတော့မှာပဲတတ်ရတော့မှာပဲအဖေအကြံကောင်းအစီကောင်းကပေးပေးတယ်သမီးလေးကလည်းလက်ခံတယ်ဟဲ့သောတာပန်ကိုရိသရဲ့ကာမဦးစားပေးတဲ့ဟာတွေမှမဟုတ်ပဲနဲ့ခုခေတ်မြန်တရားနာပိဋကကြီးအဖေလှုပ်တဲ့လူကဒီတိုင်းအကြံပေးလိုက်ရင်သမီးလှုပ်တဲ့လူလက်ခံနိုင်မှာမလားပိဋကဝေးတာစောစောကဟောခဲ့သားနဲ့ကြည်တာတောင်မခံနိုင်ပါဘူးဆိုမှကြည်တာတောင်မခံနိုင်ပါဘူးဆိုမှအမလေးဖေတို့ပဲလို့ကြားတယ်ကြံစီကြတာတော့ပြစ်ဒဇမအငှားမရခေါ်ပေးရမှာတဲ့ဖေတို့ကြားရကြပါပြီဒီခေတ်ဆိုလောင်မိကြငိုးကုန်မှာပေါ့ကွာဘယ်လက်ခံလိုက်နော်အဖေအကြာကဲဟိုမှာတော့ကြည်တရားနာပြေးသားလက်ခံလိုက်တယ်ဆိုကြပါစို့ဒီလိုလက်ခံယုံနေမကလင်းကိုဖြောင်းပြပြောပြီးတော့အင်မတန်ရုပ်ချောတဲ့အလှဘယင်မသီရိမာအားခေါ်ပြီး15ရက်မောင်ရေနှမနေရလှုပ်ကျွေးမှုပြုပါလိမ့်မယ်အစစအရာရာနှမခဲ့သို့ပြုစုပါလိမ့်မယ်15ရက်တိုင်တိုင်နှမကုသိုလ်ကောင်းမှုဘုရားကိုယ်တော်များပင့်ပြီးတော့ဘုရားဘူးတရားနာဆွမ်းကတ်တဲ့အမှုတွေပြုကြရစေလက်ခံတာပေါ့ကျေးဇူးကြီးလက်ခံမူလားလက်ခံရောဘောသီရိမာမြင်လိုက်ကြတဲ့ကွာဟိုကောင်ကြီးတော်သဘောကျတော့လက်ခံလိုက်ရောလက်ခံလိုက်တော့တရားနာပြည့်တာဥဒ္ဒရာနဲ့သီရိမာလည်းဘယ်တူလိမ့်မလို့မရိပ်သာဥဒ္ဒရာကသောတာပန်ဟိုကတိတန်းသာမပြေသာကြီးဥဒ္ဒရာနဲ့သီရိမာတူရလားပြေသာဘယ်တူလိမ့်နော်အလုံးမတူတော့ဆိုတော့တူမှမတူပဲဟာတူကိုမတူတာမတူတော့တရားနာပြေသာအကုန်ခွင့်ပြုငါကိုင်းမင်းလှုပ်ချင်တာလုံးမင်းပြုချင်တာပြုခွင့်ပြုလိုက်တော့တရားနာပြေသာရေမြတ်စွာဘုရားကိုယ်တော်မြတ်ကြီးတောက်လျှောက်သွားပင့်ပြီးတော့15ရက်တိုင်တိုင်ဆုံးကမ်းမယ်15ရက်တိုင်တိုင်ဆုံးကမ်းမယ်ဆိုတော့တရားနာပရိသတ်ကြီးတည်င်းကျွတ်လိုက်ကြပါစို့ခတ်သုတ်ပေါ့ကျေးဇူးကြီးကျွတ်တို့အခုနေုံလာပြီဒီတည်င်းကျွတ်လိုက်ကြပါစို့တရားတယ်ကဲကျွတ်ရောဗျာတည်င်းကျွတ်လာပြီနေမနေ့ပိုင်းရောက်လာပြီဘုရားကိုယ်တော်မြတ်ကြီးနဲ့တန်ဃာတော်ဆုံးကတ်ခြင်းလို့ဩ
ဥတ္တရာကသူ့ရဲ့ရံရွေပေါ်တွေနဲ့အစစအရာရာချက်ပြုတ်လုတ်ကိုင်းပြီးတော့မိဖို့တဲ့ဝင်လိုက်ထွန်လိုက်ဆေးလိုက်ကျွန်းလိုက်သုတ်လိုက်သင်လိုက်ဟာမလေးချွေးတွေနဲ့ပရိသတ်မျက်နှာများအိုးမဲတွေပွားလို့ရေမချိုးရသနာခါမလေးရပေါင်းမပန်ရဝေယဝိစာကုသိုလ်ကြီးကြိုးစားပြီးတော့ပြုနေတော့တထေသာလေသာတကားလေးဖွင့်ကြည့်လိုက်ငါကာမပိုင်လင်တော့ဖြင့်လှုပ်ကြွေးသမှုပြုတ်ပေါ်မရပဲနဲ့ငါသီရိမာနဲ့အငှားထားဥတ္တရာမိမယုတ်ဒင်းပါတွေလောက်ပါလိမ့်မထုံးလို့တကားဖွင့်ကြည့်လိုက်တော့ကြည်စမ်းငါတော့ကာမပိုင်လင်မပြုတ်စုပါပဲနဲ့ဂေါရမရဲ့တပိသားကတုံးဦးကြီးတွေကိုသူချက်ပြုတ်လောက်ကင်ပြီးကြည်စမ်းမျက်နှာများဦးမဲတွေဘွားလို့ဒုက္ခခံတဲ့မိမယုတ်ပဲဒီမိမလင်မပြုစုပဲနဲ့ကတုံးဦးကြီးတွေပြုစုမိမယုတ်နည်းနည်းများငိုက်တဲ့လူလေးရှိလားလို့អွန်လိုက်တော့လေသီရိမာပြစ်တစားမဟန်ကြပြီဒီသူမိမယုတ်ပြောတော့မယ်ဘောငါရောက်တဲ့နေ့ကစပြီးတော့သီရိမာမင်းဥတ္တရာနဲ့မတူပါဘူးကွဲသီရိမာရဲ့ဟောင်းမလေးလှလိုက်တော့ပဲလို့ကြည့်လို့မှအာမရဘူးထိုင်းနေတော့လည်းမတန်ရလမ်းလျှောက်တာလေးကြည့်ခြင်းများသေးတယ်လမ်းလျှောက်နေပြန်တော့လည်းထိုင်းနာကြည့်ခြင်းနဲ့ထိုင်းနေပြန်တော့လည်းတုံးလုံးလည်းပြီးတော့အိတ်တာလေးကိုကြည့်ခြင်းသေးတယ်ပြီးတော့ကြည့်ခြင်းသေးတယ်နဲ့အကုန်ပေါက်ခွဲအားပါလေကြည့်လို့မဝရှုလို့မဝတဲ့သီရိမာလေးမင်းဥတ္တရာနဲ့မတူပါဘူးလို့အဲ့တလို့ပြောထားတာကိုသိသဖြင့်တရားနာပိဋကရေဟောကြည့်ဥတ္တရာရဲ့ပေါ်မှာမယုတ်လို့ပြောတဲ့စကားကြားလိုက်တော့သီရိမာကမလီငါကြည့်လို့အားမရဘူးလို့သူပြောထားဘူးလေတန်တော့ဒီအချိန်များသာဆိုရင်အင်မတန်ဒေါသဖြစ်နေတဲ့အချိန်သူ့မယားအပေါ်လည်းညှိုးခွဲတဲ့အချိန်ယခုအချိန်မြန်သူ့မိန်းမငါသေးအောင်သတ်လိုက်ရရင်ငါအပေါ်လူသမှုနဲ့တရားမဆွဲတဲ့အပြင်ဟောဒီတိုက်ကြီးပေါ်ငါနေပြီးတော့အစင်မယားဖြစ်တော့မယ်ကြာမီသီရိမာတမယ်ဒီကောင်မပိဿရေအလှဘယင်မလို့ယောက်ျားတွေပါးစပ်ဖြားမှာတဖွာဖွာပြောနေတဲ့မိန်းမရုပ်လှသလောက်စိတ်ဖောက်ပြီလေတရားနာပိဿတမယ်ဒီကိုဟောဒီတဲ့အိုးတွေကသီးဘူးတွေနဲ့လောင်းတာသီရိမာပြစ်တဲ့ဇာမကကိုအငှားမရမှန်တရိမထားမိပဲလေဟောတဲ့အိုးတွေကစီတွေခတ်ပြီးတအားပြေးသွားလောင်းမယ်ဥတ္တရာရဲ့ပေါ့ဥတ္တရာရဲ့စိတ်ဓာတ်ကသီရိမာကျေးဇူးရှင်မကြီးကျေးဇူးကြည်ပေစွာငါကုသိုလ်ကောင်းမှုပြုရတာသူ့ကြောင့်ကျေးဇူးရှင်မကြီးသူကျေးဇူးတွေကိုချီးကျူးရမယ်ဆိုရင်မြင့်မို့တောင်းကြီးနှိမ်လေးစွာသီရိမာရဲ့ကျေးဇူးတွေကမြင့်မို့တောင်းထက်မြင့်မေစွာစัจ java လာကြီးသည်အမတန်ကျင်းကြောင်းလေးစွာသီရိမာရဲ့ကျေးဇူးတွေကစัจ java လာထက်ကျယ်ဝန်းလေးစွာငါယရဏသုံးပါးစီကတရားနာပြီးတော့လှူရတန်းရတာသူ့ကြောင့်မေတ္တာရှင်မကြီးကနေပြီးတော့သီရိမာကိုကျေးဇူးရှင်မကြီးလို့ကျေးဇူးတင်ယုံတယ်မကငါသည်သူ့အပေါ်ဒီစိတ်ထားတာအမှန်ဖြစ်ပါကသူခက်လာသောစီဘူးသည်မလောင်ပါစေတည်းဒီလိုမဟုတ်ဖဲနဲ့ငါစိတ်ဓာတ်ကသေမှကြောက်လို့စီဘူးလောင်မှကြောက်လို့ဘေးကြောင့်တမင်တက်တဲ့အန္တရာယ်ကိုကာကွယ်တဲ့အနေနဲ့စိတ်ထမ်းမိပါကငါကောင်းစီဘူးလောင်ပြီးတော့သေပါစေသာသစ္စာပြုလိုက်ရောပြုခက်လာတဲ့စီဘူးတွေကောင်းမော်လောင်ချလိုက်ဒီတကူရင်မြအေးရင်မြပြီးတော့လျော့ကျဆင်းသွားတဲ့တရားနာပိဋကစီဘူးမလောင်ကြည်နေတဲ့ဥတ္တရာရဲ့ကျေးကျွန်တွေကကြည်စားကိုမိမငါတို့ရှိရင်အခိုးတွေတစ်ထောင်ထောင်နဲ့ကြွတ်ဆူးနေတဲ့စီဘူးတွေခတ်လုံးတာဒုသခင်မဘာမှမဖြစ်ပါလားတော်သေးရဲ့ဒုသခင်မလည်းဘာမှလည်းမပြောဘူးပြုံကြီး
နောက်ဟိုကစီမပူလို့ထင်ပါရဲ့ဆိုထောပတ်စီကိုကြွက်ကြွက်ဆူတွေတစ်ခါခတ်လာပြေးလာဘိသိက်ကြီးဒီတစ်ခါတော့ဟိုကလေးမလေးကမနေတော့ဟေးမင်းမယုံဟေးမင်းမယုံကြီးမင်းမယုံကြီးငါတို့သခင်မကိုတစ်ခါလောင်းယုံနေမကညီလောင်းအောင်မလို့လားမင်းမယုံဆိုပြီးဘာပြောကောင်းမလဲဘိသိက်ကြီးမိမတတိုက်ကဟောလက်နဲ့မပါဘဲနဲ့တိုက်ပွဲဝင်ကြဒီကလက်နဲ့ပါရဲ့လားမပါဘူးသည်သူတို့တိုက်ပွဲရလဲအတော်ထင်းမြတ်တယ်နော်သူတို့လက်နဲ့မပါပဲတိုက်ပွဲဝင်တာကဘာလို့မှတော့လက်နဲ့မပါပဲနဲ့သူကဆံမင်ဆွဲမယ်လေပဖဲ့မယ်လေနှာခေါင်းလိမ့်မယ်လေဗိုက်ကြောဆွဲမယ်လေကုန်းကိုက်မယ်လေမိန်းမလက်နဲ့မပါပဲနဲ့တိုက်ပွဲဝင်တာအဲ့ဒါပြောတာတကားတွေသိထင်မသေးနဲ့ကြည့်တရားနာပိဿာကြီးလက်နဲ့မပါပဲနဲ့တိုက်ပွဲဝင်တော့ကိုကြခွဲကြထောင်းကြထူကြဒီတော့မှဥတ္တရာကဟဲ့ညီမများမလုံးကြနဲ့ဟောင်းနောက်ကိုဘင်းနဲ့ကြောင့်ငါကျေးဇူးရှင်မကြီးညီတို့စော်ကားကြတာတို့တရားနာပရိသတ်ရေပိရိမာရဲ့အပေါ်မှာဥတ္တရာကကာယခွာပြီးကလေးမလေးတွေငေါက်ထုတ်ကလေးမလေးတွေထွက်သွားသူကိုယ်တိုင်ပွေထူးလို့စီရဲလိမ့်လို့နှိမ့်နေပေးလို့ကြက်ထုတ်တွေထိုးလို့ကျေးဇူးရှင်မကြီးကျေးဇူးတင်နေရတဲ့ထက်ညီးပဲလို့လှုပ်လိုက်တာတော့ညီးပဲနဲ့ကြောင့်ဒီအကျဉ်းကြီးကြံရတာလို့ကျေးဇူးရှင်မကြီးထဘယ်နာသွားသေးတော့နဲ့အဲ့ဒါလို့ပြောလိုက်တော့သီရိမာလေးကြက်သိမ်းထခေါင်းကြီးကြီးလာဟဲကြည်စားငါကသူ့တတ်တာဟဲငါကသူ့တတ်တာငါကိုကျေးဇူးရှင်မကြီးတဲ့အမလေးငါအပေါ်အပြစ်မယူတဲ့သူတော်ကောင်းမကြီးငါပြစ်မှားမိပြီတောင်းမှရင်တောင်းမှမတောင်းမှရင်ငါအုတ်ခေါင်းခုနှစ်စိတ်ကွဲလိုက်မယ်မေတ္တာရှင်မကြီးရဲ့ဒိဋ္ဌဟိုကကျေးဇူးရှင်မကြီးခေါ်တယ်ဒီကမေတ္တာရှင်မကြီးရဲ့ပင်ကိုငါပြစ်မှားမိတဲ့အပြစ်ကိုတိခါမတော့ငါမှားမိပါပြီ။အော်ကျေးဇူးရှင်မကြီးဒီကိစ္စနဲ့ပတ်သက်ပြီးငါတောင်းမှလို့ကြည်ပါဘူးလေတဲ့။တိရိမာကပြန်ပြောတယ်ဒါဖြင့်မေတ္တာရှင်မကြီးရဲ့တဲ့ဘယ်သူတောင်းမှရမတော့တဲ့။ဒီတော့မှဥတ္တရာကငါရဲ့ဖခင်ကိုတောင်းမှကျေနပ်မယ်။ဒါဖြင့်သင့်အဖေတထေကြီးပုံနာထံသို့ပို့ပါ။အိုးငါဖခင်ထံတောင်းမှဆိုတာပုံနာတထေပြောတာမဟုတ်ဘူး။ဟင်နေပါဦးမေတ္တာရှင်မကြီးရဲ့တဲ့ပုံနာတထေကြီးကတင့်ဖေမဟုတ်လား။အိုးတဲ့ဟုတ်တော့ဟုတ်တာဘောတဲ့ဒါပေပြီးတန်တရာဝတ်ကိုဖြစ်စေတတ်တဲ့အဖေပါတဲ့ပုံနာတထေကြီးကတန်တရာဝတ်မှကျွတ်လွတ်စေနိုင်တဲ့ငါရဲ့လောကုတ္တရာအဖေရင်ကတော့ဂေါရဝမြတ်စွာဘုရားဖြစ်တယ်မြတ်စွာဘုရားတောင်းမှကြည်ပါတဲ့ဒါဖြင့်လေတဲ့ဟိုမေတ္တာရှင်မကြီးရဲ့ဂေါရမမြတ်စွာဘုရားနဲ့ငါနဲ့ကလည်းသိအခမ်းမသိဘူးတဲ့ဒါဂေါရမမြတ်စွာဘုရားနဲ့သီရိမာနဲ့အခမ်းသိရလားပြိဿအေးဘယ်သိလိမ့်မလို့ဟဲ့သူ့လူကြီးကသိနိုင်တဲ့အလုံးမမဟုတ်ဘဲနဲ့ဒါပေမဲ့လို့ပူပါနဲ့တဲ့အိမ်ပြန်ပြီးရေမိုးချိုးကြည့်လေတဲ့ဟိုတနခါပေါင်းမှလိမ့်ပြီးတော့သာလာခဲ့ပါတော့တဲ့ဖယားကြွကနေပြီတဲ့ငါကိုယ်တိုင်ဖယားကိုတော်မြတ်ကြီးကိုရှေ့ဆောင်ပြီးတော့ရှောက်ထားပေးပါမယ်ကဲဒီလိုပြောတော့သီရိမာပြန်သွားရောပေါ့ဗျာဒေသကြီးသီရိမာပြန်သွားမလားဖယားကိုတော်မြတ်ကြီးကလည်းကြွလာပြီဖယားကြွလာတော့သီရိမာတို့ကလည်းအမျိုးသမီး900နဲ့ရောက်လာသည်ဒေသအမျိုးသမီးဘယ်လောက်အမျိုးသမီး900ဆိုတာသူ့အဖွဲ့ပေါ့ဟဲ့သူညီမလေးတွေပေါ့သူမွေးထားအဲ့ဒီအမျိုးသမီး900နဲ့လာကြဘုရားကိုတော်မြတ်ကြီးကိုမြတ်စွာဘုရားတဲ့သီရိမာကသူ့အပြစ်တွေမြတ်စွာဘုရားကိုတောင်းပန်လျှောက်ထားခြင်းလို့ပါတဲ့ဘုရားဥတ္တရာကရှောင်းဟဲ့ဘာပြစ်များရှိလို့တို့မှန်လားပါဘုရားဘုရားကြီးတော်မှာအပြစ်ကိုမြတ်စွာဘုရားတောင်းပန်လျှောက်ထားမှကြည်မယ်ဆိုလို့
တပည့်တော်ပြစ်တဲ့သိခံတော်မူပါဗျာသိခံတော်မူပါဗျာဟဲ့သီရိမာသင်ပြီးငါဘုရားဘာပြစ်မှားမိသလဲမြတ်စွာဘုရားကိုတော့ပြစ်မှားခြင်းမဟုတ်ပါဗျာဘုရားတပည့်တော်မသည်အငှမ်းမရဘဝနဲ့မြတ်စွာဘုရားဥတ္တရရဲ့လင်သားကိုစောင့်ရှောက်ခဲ့ပါဗျာမြတ်စွာဘုရားကိုတော်မြတ်ကြီးကိုဥတ္တရာဒီကနေ့ဆုံးပင်အကဆုံးမကခင်အချိန်ကာလတထေသားကကတုံးဦးကြီးတွေကတ်တဲ့မိမယုတ်လို့ဥတ္တရာကိုပြောတဲ့အချိန်ခါမှာငါတော့အဆင်ပြေပြီဒီမိမတတ်ရင်ငါအပြစ်မထားပဲနဲ့ငါသည်အစင်မရဖြစ်တော့မှာပဲဆိုပြီးတော့ဥတ္တရာသိအောင်စီဘူးတွေနဲ့ကောင်းလောင်းပါဗျာမလောင်ဘူးဗျာနောက်ထောပတ်စီဘူးတွေနဲ့လောင်းလည်းမလောင်ဘူးဗျာအဲ့ဒီလိုစီဘူးတွေမလောင်တော့သူ့အမျိုးသမီးတွေကသူ့ကျေးကျွန်တွေကဝိုင်းပြီးထောင်းရထူကြပြန်တော့လေဟဲ့မလုံကြနဲ့ငါကျေးဇူးရှင်မကြီးတဲ့ဗျာဒါကြောင့်ဘုရားတပည့်တော်မသည်သူတော်ကောင်းမကြီးပြစ်မှားလို့ဘုရားသမီးကိုပြစ်မှားရင်ဘုရားကိုပြစ်မှားတာနဲ့အတူတူမို့မြတ်စွာဘုရားတပည့်တော်ပြစ်ခံတော်မူပါဗျာလို့သီရိမာလျှောက်တော့ဘုရားကမေးပြီဗျဟဲ့ငါသမီးဥတ္တရာသင်ဒီစီဘူးမလောင်အောင်သူ့စီဘူးနဲ့လောင်တော့ချိန်ခါသစ်စိတ်ပဲလူထားတော့ဘုရားတပည့်တော်မသည်သီရိမာရဲ့အပေါ်၌မေတ္တာစိတ်ထားပါဗျာငါဒီယရဏသုံးပါးစိတ်က၍ကုသိုလ်ကောင်းမှုပြုရတာသီရိမာကျေးဇူးရှင်မကြောင့်မြင့်မို့တောင်းပြီးနေပေစွာစัจ java လာသည်ကျင့်မြောင်းပေစွာသီရိမာရဲ့ကျေးဇူးကမြင့်မို့တောင်းထဲမြင့်ပြီးတော့စัจ java လာထဲကျယ်ဝန်းလေစွာဒီစိတ်ထားပါဗျာဒါကြောင့်တပည့်တော်ခေါင်းသီတာရေးမြအေးပြီးတော့စီဘူးမလောင်ပါဗျာဒီတော်မှမြတ်စွာဘုရားကိုတော်မြတ်ကချစ်သမီးဒါအမှန်ပဲဟဲ့သူတော်ကောင်းတွေရဲ့စိတ်ဓာတ်ကဒီလိုမေတ္တာလက်နဲ့တိုက်ကြသည်ဒီကသူတော်ကောင်းများဘာလက်နဲ့တိုက်တယ်လဲပြုမေတ္တာလက်နဲ့ကဘယ်သူကိုနိုင်တယ်လဲဟဲ့တော့မေတ္တာလက်နဲ့ကဘယ်သူနိုင်တယ်လဲဟဲ့တော့လို့ဆိုတာကိုသာကြီးဖွက်ထားကြတယ်မေတ္တာကဒေါသကိုနိုင်တယ်ပေသာကြီးမေတ္တာလက်နဲ့ကဘယ်သူကိုနိုင်တယ်ကိုင်းဆိုသားဟဲ့အချိန်ရောက်ဂါထာအပြည့်မရွတ်တော့ပါဘူးဒီပါဒလေးလိုရင်းပြောကြစို့ဆိုသားမကိုဓာတ်အမျက်ထွက်တတ်သောသူကိုကိုရံဒေါမရှိဆောင်ကြွေမရှောင်မဲမိတ်မောင်ဆွဲဖက်နရလန်းကိုအမျက်ထားရသောသူကိုအကောရေနာအမျက်မထွက်သဖြင့်အကောရေနာမောင်ငါပြန်လှန်တော်မထမ်းပဲမောင်ငါဟဲ့နားမလဲလို့လားဘာဖြစ်မောင်ငါပြန်လှန်တော်မထမ်းပဲမေကပြန်လှန်တော်မထမ်းပဲသဘောမှမေတ္တာသုံးပြီးပြုံးကြီးနေခြင်းဖြင့်ဇီနေအောင်နိုင်ရ၏ဇီနေအမှားတော်ဝါတွေဘယံမရရှိခြင်းမို့မတရားရာတွေလွှမ်းငါဖိတော်လဲတရားဓမ္မအခြေကိုတနှောင်းမကွာရှိကြတာဖြင့်ချမ်းသာသည့်နဲ့အတွင်သို့မေမင်းတို့မောင်မင်းတို့အောင်ကျင်းတို့ရောက်ရလေတော်သတည်း
ပြေသာကြီးဖရာဟောဗလားပြေသာအဲ့ဒီလိုဖရာကိုယ်တော်များဟောတော်မူတဲ့အဆုံးတိရိမာနဲ့တကွအမျိုးသမီး900တို့သည်ဒိဋ္ဌိနဲ့ဝိစီကိစ္စကွာ၍သောတာပန်နေဖြစ်ကြပါသည်ပြေသာပြေသာတိရိမာနဲ့အမျိုးသမီး900ဆိုတော့ဘယ်နှယောက်တုံးပေါင်း900နဲ့1ယောက်မောင်ပုံနာရဲ့ဗာရိတာရဲ့ဥဒ္ဒရာတို့ကအရင်သောတာပန်တည်ပြီးသား3ယောက်နဲ့အခု900တယောက်နဲ့ဘယ်နှယောက်တုံးဟိအဲ900နဲ့4ယောက်သောတာပန်ဖြစ်သောတာပန်ဖြစ်ကြပြီးတဲ့နောက်တိရိမာကမြတ်စွာဘုရားလျှောက်မြတ်စွာဘုရားတဲ့ဘုရားတပည့်တော်မသည်မြတ်စွာဘုရားဤတပည့်သားဖြစ်တဲ့သံဃာတော်အရှင်မြတ်များဒီကနေ့ကစပြီးတော့တပည့်တော်တနေ့တနေ့ကိုသံဃာ10ပါးဆွမ်းကပ်ပါရစေဗျာဆွမ်းလှူပါရစေဗျာအထက်ကဘတ်လို့ခေါ်တယ်ပြေသာကြီးသံဃာ10ပါးစရေတာလွတ်ပေးပါဗျာလို့ဘုရားလျှောက်ပါလားပြေသာလျှောက်ပြီးတော့သီရိမာပြန်သွားဘုရားလည်းပြန်ကြွဒီလိုနဲ့တရားနာပြေသာကြီးတနေ့မှလေဟောသံဃာ10ပါးနေ့စဉ်ဆွမ်းလောင်းဆွမ်းကပ်ဒီလိုဆွမ်းလောင်းဆွမ်းကပ်တဲ့အချိန်ခါမှာဒီကနေ့တော့ကျောင်းတစ်ကျောင်းမှာတရားနာပိဋကသီရိမအိမ်ကဆုံးခံပြီးပြန်လာတဲ့ကိုတော်တစ်ပါးကျောင်းကဦးဇင်းတစ်ပါးကမေးအရှင်မြတ်ဘယ်ကကြွလာတာတုံးဗျငါရှင်ငါသီရိမအိမ်ကကြွလာတယ်လေဘာလို့တာတော့ဖြတ်တိရိမအေးဩတနေ့တန်ဃာ10ပါးဆုံးကတယ်ငါရှင်ရဲ့ဘုရားတိရိမပြည့်တစားမကဆုံးကသလားဗျာအေးလေကတ်လို့ငါပြန်လာပြီလို့ပြောနေရှင်ဗျာတိရိမပြည့်တစားမကဆွမ်းကောင်းကတ်ကြလားဗျာငါရှင်ကောင်းဘုံတော့မပြောနဲ့သူကတ်တဲ့သပိတ်ထဲသူလှူတဲ့ဆွမ်းကတဘာသာကတ္တာကို3-4ပါးတောင်ဖုံးပေးလို့မကုန်နိုင်အလွန်ကောင်းမွန်ကတ်တယ်ငါရှင်ရဲ့ငါရှင်တို့ဒီမို့ပြောရအောင်သီရိမာရဲ့ဆွမ်းကိုစားရတာထဲသီရိမာရဲ့အင်မတန်လှပတဲ့ရုပ်ရည်ယူပကာယမြင်ရတာကခြေတလောင်းတသန်းတန်နေလောကောမီကိုတော်ကြီးဘုရားလက်ထက်ကကိုတော်ရီပြေသာကြီးဘယ်တော့မှကိုတော်ရီတို့ငါရှင်တိရိမာရဲ့ဆွမ်းကိုစားရတာတဲ့အမလေးအင်မတန်လှတဲ့တိရိမာကြည့်ရတာကပိုပြီးတော့တန်ဖိုးရှိတယ်ဒီလိုလဲပြောလိုက်ရောပရိသတ်ရေခုနှစ်ကမေးတဲ့ကိုတော်လေးကကရေကရာမကဘဝတွေကစုလာခဲ့တဲ့ကိလေသာအဆိုင်အခဲကြီးပေါက်ကွဲပြီယို့ဖယားတလောက်ခွဲလှသလားဖယားလှတယ်လို့ပြောနေတလောက်လှလို့ရှိရဲ့တိရိမာမျက်နှာကိုတပည့်တော်ကြည့်ချင်းလိုက်ပါပြီတိရိမာမြင်ရရင်တပည့်တော်ဒီဘဝသေးပြောပါပြီမလီဒုက္ခပဲပိဋကကြီးဖြစ်ကုန်ပြီတပည့်တော်ကြည့်ခြင်းနဲ့ဗျာအရှင်မရကြတဲ့သံဃာ10ပါးတဲ့တပည့်တော်နဲ့လဲပါဗျာငါရှင်နဲ့ပဲလဲရမှာတော့ငါပြန်လာတာဒီနေ့အတွက်ပြီးသွားပြီနှစ်ဖြင့်ငါဘယ်သူတွေမှမသိပဲနဲ့တနေ့10ပါးစရေးတာငါရှင်ရဲ့ဗျာအမလေးဒီလိုဆိုရင်တပည့်တော်ပဲတော့ခံမကြပါမလဲတိရိမာလှတဲ့ထဲအမလေးလှတဲ့သီရိမာအိမ်တို့သံဃာ10ပါးစရေရမဲပါပြီးတော့ဆွမ်းစားမြတ်ကြလိုက်ရင်တော့အင်မတန်လှတဲ့သီရိမာရဲ့မျက်နှာလေးကိုကြည့်လိုက်စမ်းခြင်းပါပြီကွယ်ငါလိုက်ရှင်းလိုက်ပါပြီစိတ်တွေမြင်းကိုမမြင်ရသေးပဲနဲ့သူ့စိတ်ကသီရိမရှိရောက်နေပြီးတရားနာပိဋကတဖြည်းဖြည်းနဲ့ကိုင်းဆိုကြပါစို့သံဃာ10ပါးအထက်ကဗတ်ထဲမှာဒီကနေ့သူပါလာတရရက်တော့သုံးသမြဲကိုသုံးမလားပိဋကကြီးသံဃာ10ပါးရဲ့ပါလာတော့သီရိမာအိမ်တို့ငါရှင်မနဲ့ဖြန်းဆွမ်းစားကြွရမယ်လို့လာပြီးတော့သံဃာတစ်ပါးကပြောကြတဲ့က
ဟာကြပြီဒီတော်လိုက်ရမယ်အမလီတပည့်တော်သီရိမာရင်ကိုလိုက်ရတော့မယ်ကိုတော်ဘာဖြစ်လဲတိုက်ရပါမယ်ဆိုကကိုတော်မလာပါဗျာဒီလိုသိကြောတော့ဗျာဒီတော့ရေချုံးမယ်ဗျာအမလီရင်တော့ကကြီးမတုံးမသိဒီနေ့ကြီးတွေတွန်းတရားနာပရိသတ်ရေသင်္ကန်းနေလျှောပြင်းနေတာမနေ့ဖြင့်ကသီရိမာအိမ်လိုက်ရမှာဆိုတော့ညအိမ်မပြောဘူးဘယ်အိမ်ပြောမတုံးပရိသတ်မေကနေဖြစ်သွားလိုက်လင်းပြီထင်တယ်ဟာကုံယုံထားတော်ကြီးရှိသေးမိုးလင်းညင်နေတာကိုပရိသတ်ရဲ့လက်ချင်တော့စောစောစီစီမိုးလင်းညင်မိုးလင်းတဲ့ကျင်တော့လေတရားနာပရိသတ်ရဲ့အိမ်မပြောဘူးမျက်စိမိတ်တော်ကြတရားနာပရိသတ်ဘေးကလာနှိုးတဲ့ကိုတော့ပဲသူစောင့်ကျောင်းမော်တရားနာပရိသတ်တစ်ခက်ကလေးက6ကနေကြလိုက်ဓမ္မလာပြီဗျအိယာကထားဟုတ်ဘူးဘေးကနှိုးတာမှလို့လာပြီမြတ်ဆိုထားဟုတ်သေးဘူးလင်းသေးဘူးနောက်တရားနာပရိသတ်ရေဒီလိုနဲ့ပဲအိတ်မပျော်ပဲနဲ့ဂိုင်မိုးလင်းလိုက်ကြပါစို့ပရိသတ်ကြီးမိုးလင်းမလားပရိသတ်မိုးလင်းတော့တညာလုံးအိတ်မပျော်ဘူးစီမှေးကနေဖြစ်သွားအိတ်လို့ရမပျော်ဆင်းအော်လို့မနိုးမိုးကြိုးပြစ်တောင်သူသိမှာမဟုတ်ဘူးလင်းမပျော်သွားတာကိုညပိုင်းအိမ်မပြောလင်းမပြောနေဘေးကကိုတော်တွေကလာပြီးတော့ဟောဒီကိုတော်ကြီးသားမနေ့ကတော့လိုက်ရှင်တာပြတော့လဲအခုပဲနဲ့ဖြစ်နေပါလေခုပဲနဲ့ဖြစ်နေပါလေဘယ်တော့ထားလေးဘူးလားအိမ်လာကြည့်လားခေါ်လို့လည်းမရနောက်တရားနာပြည်သားကြောင်းတကားပုတ်မရဘူးမရတော့သူခေါင်းရင်းကတရားနာပြည်သားပရင်းမောက်သွားပြီးတော့လက်သီးနဲ့ထုဒုံနဲ့ထုလိုက်တော့လင်းသေးပါဘူးလေမျက်လုံးဖွင့်ကြည့်ပြီဒီအပေါက်တွေကပိတ်ထားတော့လင်းသေးပါဘူးလေဒုံနဲ့ထုလိုက်တော့ကိုတော့ထားလို့လားအိမ်လာကြည့်လားစောပါသေးတယ်ဗျဘယ်တော့မှတော့ကိုတော့ပြင်မဲ့ထွက်ကြတကားလည်းမဖွင့်မဲနဲ့ရအိမ်နောက်တရားနာပိဋကတကားဖွင့်ပေးလိုက်တော့တော်သေးတယ်ငါးပြည့်သွားရင်ဒုက္ခလာနှိုးကြလို့သာပေါ့လင်းနေပြီဒီမှာဆိုပြီးတရားနာပိဋကရေသင်္ကန်းကိုကြာနာမဝတ်နိုင်ဘူးသင်္ကန်းကအကြီးကြီးဒီထောင်းကိုတစ်ဖက်တည်းပခုံးမော်ဆွဲသွားတော့နောက်သုံးစားကတပြည့်စီလဲကုန်တာပေါ့အကြောင်းမို့ကိုတော့ကြောတွေပေါ်ဘိုက်တွေပေါ်ချက်တွေပေါ်ဘယ်လောက်တာတော့ကိုတော့ကြာနာလို့စားဓမ္မဗျာဓမ္မအိတ်ချင်မှုမှုပါဗျာနောက်သင်္ကန်းသေးချာရံပြီးတရားနာပိဋကကိုင်းကြွတော့ဗျာကိုတော့မျက်နာတော့မသိဖ ೇನೆ ကိုတော့ဒီဓမ္မမေ့နေလို့ပါဗျာရောက်ချင်စိတ်ကပေါက်နေတာကိုပိဋကရဲ့နောက်မျက်နှာသစ်ပြီးကရံမောင်းမဲ့ဆိုကြပါစို့ကိုင်းသံဃာ၈ပါးသပိတ်ပိုက်ပြီးကြွတော့တရားနာပိဋကရဲ့ကိုတော်ကအလေကောင်ကကြလေကောင်ကနေဘေးဖက်ထွက်ရှေ့ကြောတက်သွားသူ့ရှေ့ကကိုတော်တွေကကြော်တက်တော့လှမ်းဆွဲကိုတော်ဘယ်တော့ဟုတ်ပါဗျာဒီတော့မထေကြီးလျှောက်ပြဟိုကြောက်ကိုတော့အမြင်ကောင်းကိုတော့ခုနေရကိုမနေပဲနဲ့နောက်ဒီလိုနဲ့ရွာပေါက်ရောက်ကြောတဲ့ဒီကိုတော့ခန့်နေပါခိုးကြောက်လျှောက်လို့ပြောနေမှာဒီလိုနဲ့ပဲတရားနာသွားလိုက်တာသွားတော့ရှေးကမထေကြီးကြွအိမ်ကောင်းတိုက်ကောင်းတွေ့လို့ရှိရင်မထေကြီးဝင်လိမ့်မယ်ထင်လို့ဒါသီရိမာအိမ်နဲ့တူးရဲ့မဝင်ဘူးဟိုကရှေးဆင်းသွားဟုတ်သေးဘူးကွာနောက်အိမ်လေးဝင်လိမ့်မယ်ထင်ဟုတ်သေးဘူးကွာနောက်ကကိုတော်မေးငါရှင်တို့သီရိမာအိမ်ပဲအိမ်လို့ဘယ်သိမလဲဗျာဒီပြောဒီတစ်ခါကြရှေ့ကမထေကြီးလည်းသိမမေးရဘူးရှင်မဘာတော့ငါရှင်သီရိမာအိမ်ပဲအိမ်တော့ဗျာငွေပါဘူးကိုတော်ရောက်တော့မှာသိလားဗျာသိဘူးလေဘုရုဘာသာတွေတခါမှမကြဘူးပဲနဲ့ရောက်တော့သိလိမ့်ပေါ့ကိုတော်ရောက်တော့သိလိမ့်ပေါ့ကိုတော်နဲ့ဒီလိုနဲ့သီရိမာအိမ်ရောက်ဆိုကြပါစို့သီရိမာအိမ်ရောက်တော့လေလူတယောက်မှမြင်ဘူးပဲမြင်မတုံးပိဋကဆုံးကတော့ကတ်မှာပဲသူကုသူကဆိုးတာသူကြတဲ့နေမှာသီရိမာအိမ်ရတဲ့ကမထနိုင်အောင်နေမကောင်းတရားကြီးလက်တန်းချုပ်ဒုံတော်ဝတ်တဲ့နှစ်ဝါကြီးထခင်ဗျားတို့လောကစကားလို့ဆိုမင်္ဂလာဆောင်တဲ့နေ့ကင်းကြဖြစ်ကုန်တာပေါ့ကွာကြည်ဟဲ့အိမ်ရတဲ့ကမထနိုင်အောင်နေမကောင်းနေတာတဲ့ဟုတ်ကဒါနဲ့ကိုတော်၈ပါးထိုင်ရထိုင်တော့နောက်တရားနာပိဋကရေသီရိမာလည်းတပါးမှမြင်ဘူးတာမဟုတ်ဘူးဒီတစ်ခါကြကလေးမလေးတယောက်ကတရားနာပိဋကဆောင်းကပ်ဖို့
ပြင်မဲ့ထွက်လာအဲ့ဒီကလေးမလေးမြင်လိုက်ကြတဲ့ကခုနကတော့ဟာလှတာဟင်းဒါကြောင့်တိတိမှမြင်ရတာတန်မိုးရှိတယ်လို့ဆိုတာပဲအမလေးလှလိုက်လေချင်းကွယ်မတိတိပါလေဟောရမ်းမာနေတာဟုတ်လို့မဟုတ်ပဲနဲ့ဟိုအဲ့ရတဲ့မထားနိုင်ဘူးဒီလိုနဲ့တရားနာပြေတာကလေးမလေးကခုံလေးရွှေ့လာခုံလေးလာချနောက်ကလေးမလေးတယောက်ကပကံများလေးကင်ထွက်ဟာခုနတိတိမှမှတ်တာဟုတ်ဘူးကဒါမှတိတိမှဟာတိတိမှလိုင်းပြောင်းသွားနောက်ဟိုကလေးမလေးကပကံများလေးတွေတင်သွားတော့နောက်ကလေးမလေးကပကံလုံးလေးတွေဇုံလေးတွေယူလာလေဟာဒါမှတိတိမှဟာတိတိမှလေးဘွက်ပေါက်ကိုဘယ်မွေးထားတဲ့တရားနာပြေတာတိတိမှအလုတ်ကလည်းအယုံဆိုးတာမွေးလို့မှဖြစ်ပဲနဲ့လှလှပပလေးတွေကြည့်လို့ဆိုတော့ဟာဓမ္မတိတိမဟာဓမ္မတိတိမဟာနဲ့တရားနာပြေတာကလေးမလေး900သာပြည့်လာရောသူအကုန်မကုန်အကုန်တိတိမဖြစ်ဟာကုန်လှနေတာပဲဟာမလေးနဲ့တဲ့ဟာတွေမဟုတ်ဘူးတိတိမသိကြည့်ခြင်းလို့သိအိမ်ငါဆန်းစားကြပါရစေသိမျက်နှာငါကြည့်ခြင်းနဲ့ဆိုတာများသိလို့ဟာမလေးလှလှပါပါအမျိုးသမီး900ဖြစ်အောင်ကိုခွဲပြီးတော့ဟန်စင်းများပြလေသလားကွဲသီရိမာရဲ့ဖြစ်နေတာနောက်တော့တရားနာပိတာသူသီရိမာအစစ်သိခြင်းလားသူအောင်ငယ်တဲ့ကိုတော်ဒီမေးဟာရှင်ဘုရားသီရိမာဘယ်ဟာတော့သိဘူးလေသိမှမသိတဲ့လူချင်းသူကသွားမေးနေနောက်လှလက်ကုတ်မေးမသိဘူးနောက်သူ့ထက်ကကြီးတဲ့ကိုတော်တော်မေးကြည့်ရှင်မရဘာတော့ငါရှင်ဟိုသီရိမာဘယ်ဟာတော့ဗျဟောအားရကိုတော်သီရိမာအေးရောက်လို့သီရိမာမသိဘူးဒီကမသိလို့မေးတာပါဗျညမလားကိုတော်ဟိုကောင်မလေးအချောဆုံးသူ့နေမှာပေါ့အချောဆုံးသူ့နေမှာပေါ့တဲ့ရှင်မသိလို့လားဗျအချောဆုံးမပြောရတာပဲကိုတော်သူ့နေမှာပေါ့အားနဲ့သူနေမှာပေါ့နဲ့ကိုတော်တွေအဲ့ဒါလိုပြောပြီးအဲ့ဒီကလေးမလေးကြည်နေရမှနောက်တော့တရားနာပိတာဆွမ်းကတော့ဒီပြင်ကိုတော်တွေဆွမ်းစားနိုင်တယ်ဟိုကိုတော်စားမဖြစ်ဘူးပဲစားဖြစ်ပြီးတော့ပြိဿဆွမ်းလုပ်ကြီးပကံများနဲ့ပါးစပ်အလေကောင်ထဲမသွင်းအောင်မချပါးစပ်ကြီးဟာလို့ဒီပြင်ကိုတော်တွေကပြီးလို့လက်ဆေးလက်သုပ်ပြီးပြီသူကဒီတိုင်းရှိသေးတယ်ဟောရကိုတော်ဖုံးမေးလေသူများတပည့်ကုန်ပြီတမတပည့်တော်လည်းပြီးပြီဗျဟာဒီကိုတော့တလုံးမှလည်းမစားဘဲနဲ့ပြီးလို့ဒီတိုင်းကြီးဆုံးလုံးကြီးကန်ရှိနာဟောဗျာတလုံးမှလည်းမစားဘဲနဲ့တပည့်တော်ပြီးပြီဗျကိုတော့မနေ့ကဘာတွေစားတော့ဘယ်စားမဗျာအိယာထလိုက်လားမစားဘဲနဲ့ကိုတော့ဘာလို့မစားတာတော့ဒီတပည့်တော်ဘိုက်ကြီးအလိုပြည့်တယ်လို့လူငယ်တွေမှတ်သွားဒီယောဂဘိုက်ကြီးဒီယောဂမစားဘဲနဲ့ဘိုက်ကြီးတော့မှတ်ထားကြည့်တရားနာပြေးတာဘိုက်ကြီးအလိုပြည့်နေလို့တဲ့ဒါနဲ့တရားနာပိဋကရေမမဆွမ်းကရအောင်ဆိုတော့ငါလည်းသီရိမမလာနိုင်မမဆွမ်းကပြီးပြီတန်ဃာတော်အရှင်မြတ်ကြွတော့မယ်မမသီရိမာရဲ့လို့ဆိုတော့ဟဲ့ညီမများအမလိုက်ပို့ကြအမတန်ဃာတော်ပြားကိုကြော့ခြင်းနဲ့တရားနာခြင်းနဲ့ဒါဖြင့်မမသီရိမာလာလေညီမတို့တွဲပို့မယ်အမရဲ့ကလေးမလေး4ယောက်တွဲလာတစ်ဖက်2ယောက်စီမမဟိုညီမကိုအပြုထားနော်မမလဲမယ်မမရဲ့ညီမကိုအပြုထားရှေ့ကတကပေါင်းရှိတယ်မမခလုတ်တိုက်မယ်မမသီရိမာညီမကိုအပြုကအမရဲ့လေမမသီရိမာနဲ့တွဲပြီးခေါ်လာတာမြင်လိုက်တော့လေဟိုကိုတော့ရှစ်ပါးတဲ့ကဟိုကိုတော့ဆိုရင်သိလောက်ဟိုဟာဒီသီရိမောင်မှတ်တာဟုတ်ဘူးဟာဒီအမျိုးသမီးတွေသီရိမောင်မှတ်တာမဟုတ်ဘူးရှုံမဲ့လို့မျက်နှာလေးကလည်းတနာစရာဟိုခါမှသီရိမာအမလေးငါကုသိုလ်ဆိုလိုက်လေခြင်းသူ့အိမ်ငါကြတဲ့အလှဲ့မှာနေမကောင်းရသလားဟဲသီရိမာရဲ့အမလေးကြည်ကားမှာအိုးအခုအစားကလည်းမဖိမလိမ့်မပြေမစင်နဲ့
ဒါပေမဲ့လို့သူ့မျက်နှာလေးကြည့်ရနေမကောင်းနေပေမဲ့အမျိုးသမီး900ထက်ပိုလှပါလားနေမကောင်းတာတော့အမျိုးသမီး900ထက်ပိုလှတဲ့ပြုဟမ်မလေးနေမကောင်းတဲ့အချိန်မှတောင်တလောက်လှနေရင်ဖြင့်ကြမ်းမမနဲ့အဝတ်တောင်းစားတော်ရရစီဆင်ပြီးတဏခါပေါင်းမှလိမ့်ထားလိုက်ရင်တော့ဘလောက်လှလိုက်မတော့ဟာမလေးသူနေကောင်းလို့လှတဲ့အချိန်ကျမှသူ့အိမ်ကစရေရံမဲကြပြီးတော့အဲ့ဒီအချိန်ကျတော့အာရပါရမျက်လုံးထောက်ထောက်ပြီးတော့ကြည့်လိုက်အောင်မကွယ်မလေးမျက်လုံးတောင်ထောက်ထောက်ကြည့်မလဲပိဿကြီးကျွတ်တို့ပိဿတဲ့များမျက်လုံးထောက်ထောက်ကြည့်တဲ့လူများပါလားပိဿမပါဘူးဒီခိုးသချင်းကတော့မျက်လုံးထောက်ထောက်ကြည့်ဆိုလားဓာတ်ပြားလေးနော်ငါကြားလိုက်ဘူးတဲ့ဒါကြောင့်တရားနာပိဿကြီးမျက်လုံးကိုထောက်ထောက်ကြည့်လိုက်အောင်မလဲဟာမလေးလှလိုက်လေချင်းလှလိုက်လေချင်းနဲ့တွတ်ရေရောပြီးတော့တရားနာပိဿသီရိမာကတော့အငါတော်ရှင်များပရိယွကြတော့မယ်ဖို့ပရိယွသူကတော့ပရိမရွနိုင်ဘူးတွတ်နဲ့ကိုရောဒီကရွကြကရဏီယမထာကုသလေနိုင်ငံသနောဗရာဘိသဝိဇာတေကောဥသုဇာသုသုဇာသုဝါသောသတာမုရုဏအတိမာရိသံတုသကောဇာသုရောသာယောဘောကိုရောကတော့မယောဘူးသီရိမာပရိမယောသူကသီရိမာယောသီရိမာယောနေပြီတရားနာပြေတာဒီပြင်ကိုတော်တွေပြီးသွားပြီဆိုတာသီရိမာယောဟောကွာဘယ်ကိုတော်ဘယ်နဲ့လုံလာတော့ဟာဒုက္ခပဲကိုတော်သူများဘယ်ယူနေဘယ်နဲ့ကိုတော်သီရိမာနဲ့ဟုတ်ပါဗျာတပည့်တော်ဟိုရောင်သွားလို့ပါဗျာမရောင်လဲကိုတော်ဒီနေရာရောင်လို့ဖြစ်ဘူးခိုင်းပရိလဲရွတ်ပြီးရောတရားနာပြေတာကိုတော်တွေပြန်ကြွတော့တက္ကမသီရိမာငါတို့ဆွမ်းကိစ္စပြီးပြီလားအလုံးပြီးစီလို့ရှိရင်လည်းပဲပြန်မယ်မှန်လားပါဗျာကြွနိုင်ပါပြီဗျာဆိုတော့ကိုတော်9ပါးကမတ်တရတယ်သူကငုတ်တုတ်ဟုတ်လားကိုတော်ထားလေပြန်ကြစို့ဟိုအရှင်မရတို့ပြန်ကြတော့ဗျာဒီတော့မလိုက်သေးဘူးဘယ်ဒီမှာတော့ကိုတော်ဒူကြွလာတဲ့ကိစ္စကြီးဟုတ်ဗျာဒီကဖြည်းဖြည်းမှလာခဲ့မယ်ဗျာဖြည်းဖြည်းမှလာခဲ့မယ်ဗျာဖြည်းဖြည်းမှလာခဲ့မယ်ဆိုပြီးငုတ်တုတ်ထိုင်းနေမှလှုပ်တော်မထေကြီးကကဲလာကြငါရှင်တို့နေရပြီသူပါကိုတော်9ပါးပြန်ကြွသူကငုတ်တုတ်တီတီမာကရှ िख ိုးပြီးရှောင်းတယ်ရှင်ဗျာတဲ့ကြွတော့လေတဲ့ရှင်ဗျာကြွတော့ဗျာအဲ့လေကြွတာပေါ့ဟိုကြွတာအေးတော့လေလက်ကြည့်လေဘာဖြစ်လို့နေမကောင်းတာလှဲမှာပေါ့ငါဖြည်းဖြည်းမှသွားမယ်မှန်လားပါဗျာတပည့်တော်ခွင့်ပြုပါဗျာသူတီတီမာကရှ िख ိုးပြီးအိပ်ရတဲ့သွားတုံးလဲကလေးမလေးတွေကတွတ်ပြောကြဟေးနေပါဦးဒါရက်ပဲလို့လဲဟုတ်တယ်တို့ကသိရဆဲရမှာရှောက်ကြီးရှင်များတပည့်တော်မတို့ဒါတွေသိနေပြီဗျာပြန်ကြွတော့ဗျာဟေးသိလေဘာဖြစ်လို့ရှင်များထိုင်နေတဲ့ဥစ္စာဗျာငါဘေးဖယ်ပေးမယ်တိတ်ကိုတော့ကိုကာယကြီးဖြစ်လို့ငါဘေးဖယ်ပေးမယ်တိတ်ဟောဗျာရှင်မရလည်းဘယ်ဒီတိုင်းကြီးဖြစ်မလို့ဗျာတော်တယ်ပြန်လာပေါ့ဖြည်းဖြည်းပေါ့နောက်ဒီလိုနဲ့တရားနာပြေးတာကလေးမလေးတွေကပြောကြဟေးဒီကောင်ဒီကိုတော်ကြီးကဘယ်လိုလဲဘယ်လိုရောက်မလဲညီမရိမ့်မိဘူးလားသူ့ကဲမခမ်းမိဘူးလားမမသီရိမာဟိုနေမကောင်းတာအိမ်ထဲကတို့တွဲခေါ်လာတော့လေညီတို့ကသတိမထားလို့မမသီရိမာကိုလေဟောသူ့မျက်လုံးကြီးကြွကြမတတ်ကြည့်တာမမသီရိမာကိုဆွဲလန်းပြီး तू ဒီနေ့တော့တခုခုဖြစ်တော့မှာခုဖြစ်တော့မှာဒါပတိတို့သိရဆင်းရမှာနဲ့ဆိုတော့ကန်လျှောက်ရှင်မြတ်ကြွတော့ဗျာနှင်းတာနင်တို့ကလေမောင်မြတ်တပြည့်တော့ဒါတွေအကုန်သိရမှာဗျငါပြန်မမယ်ဆိုပြီးတရားနာပိဿတကားပေါင်းမထုတ်ဘူးသီရိမာခန်းစီလျှောက်သွားရှင်မြတ်ဘယ်တော့ဗျာအပေါက်ကဒီမှာဗျာလေငါပေါက်သိပါလေဟာဒီမှာဒါငါပတိကိုဒီခဏသွားမလို့ဘာလို့မလို့တော့ဗျာငါအတွင်းဝင်မှာဘူးဟာဒီအပေါက်ကနေပြီးသီရိမာကြည့်ပြီးသွားမှာကဲငါပြောဘူးလားဒီကိုတော်ကြီးတင်လို့ဖြစ်နေတာတရားနာပိဿသီရိမာကြည့်တယ်လို့အပေါက်နာကသွားကြည့်တော့လေသီရိမာကတရားနာပိဿရေကိုယ်ကလေးစောင်းပြီးဟိုဘက်လှည့်နေတော့မျက်နှာပဲမြင်ရမလို့မြင်ရလားပိဿကြီးမြင်ပါဗျာ
ရေးသားကြီးဟိုဘက်စောင်းအိမ်နေတော့မျက်နှာမြင်ရလားမြင်ပါဘူးဗျာမျက်နှာမမြင်တော့ဘာမြင်တော့ကြောမြင်တာပေါ့ဟဲ့ကိုင်းတရားနာပိဿရေမမြင်ရတာနဲ့ရှင်မကြွတော့ဖရာဆိုပြန်ပြီးတော့နောက်ဆုံးနဲ့မြင်နိုးနဲ့ထွက်လာဟေးကိုတော်ကြီးလဲတော့မှကြည့်နေနောက်ဆုံးကိုတရားနာပိဿတကပောင်ဖနှောက်နဲ့ဝင်တိုက်ဘာဖွင့်ထိုင်ရကြီးလဲကလေးမလေးတွေကရှည်လိုက်ကြတယ်ဒီတော့ကိုတော်ကြီးလည်းရှက်နဲ့ကိုင်းတရားနာပိဿရေကိုတော်ကြီးပြန်ကြွလာတပည့်ကြီးပိုင်ပြီးတလန်းလုံးမာလာတာပိဿရေဒီမှာဟမလေးမကောင်းတာမြန်နေကောင်းပါစေသူမျက်နှာလှပလေးကိုငါထပ်ပြီးတော့ကြည့်ချင်းလိုက်ပါပြီနဲ့ဒီလိုနဲ့ကိုတော့ကြောင်းပြန်ကြွသွားတဲ့ကြောင်းရောက်ခြေရင်တရားနာပိဿသပိတ်ချပြီးသွန်းတစည်းမှမစားဘူးညောင်ဆောင်မောအိတ်တော့အာရမောက်ပျော်သလားဆိုတော့မပျော်ဘူးတွတ်နဲ့ပေးရကြစိတ်ပြီးစိတ်တွေအောင်းမိဘယ်ဟုတ်မလဲသူကတော့သီရိမာဟောလေသီရိမာများနှုတ်တက်ရစာကျက်သလိုများကျက်နေသီရိမာကိုယောဂါရကိုဖြည်းလို့တရားနာပိဿဆွဲလန်းပြီးတော့ဒီလိုနဲ့တရားနာပိဿကြီးသူပြန်ကြွသွားတဲ့ညချမ်းအခါမှာသူ့ကိုလည်းကျောင်းကကိုတော်တစ်ပါးကဖြောင်းပြရအရှင်မယားသတိထားပါဗျာငါရှင်သတိမထားနိုင်ဘူးဘာပါလေသူနေမကောင်းနေတဲ့ကိစ္စကြီးတိမ်မရိမ်မများဖြစ်သွားရင်ငါရင်ကြိုးရကြီးရဲ့ဘာမှမဆိုင်မဲနဲ့ပူးနေရှင်မယားသတိထားပါဗျာငါသတိမထားနိုင်ဘူးသူ့ကိုမှငါနောက်ထပ်မကြည့်ရရင်သေလိမ့်မထင်တယ်သွန်းတစည်းမှမစားဘူးပိဿဟိုကလည်းညချမ်းအခါကြတော့သီရိမာသည်ယောဂဝေဒနာမသက်တာပဲနဲ့ဟဲ့ဒီမှာတို့မမသီရိမာအမလေးဒီမှာတို့မှာခဲ့ပါရစေအောင်ငါလည်းကကြပါအောင်ငါလည်းတိုးကြပါအောင်ဟဲ့ငါနာဘသူမှမရှိကြတော့ဘူးလားအမအကုန်လုံးရှိတယ်လေမမအပါမဟို900ကလေးရှိတယ်လေညီမကဘသူနဲ့ပြောပြပြောပြပေမဲ့လို့ညီတို့မျက်နှာကိုအမမမြင်ရဘူးမျက်စိတွေပြပြီညီမတို့အမမနေရတော့ဘူးထင်ရဲ့အမမသေးခင်ညီမတို့မှာခဲ့ပါရစေမမရဲ့မောနေပါမယ်စကားသိမ့်မပြောနဲ့လေမောပြီစေငါပြောခြင်းတဲ့စကားနောက်ဆုံးပြောပြီးတော့နောက်ဆုံးမှာခဲ့ပါရစေတော့ဟဲ့ညီမတို့အမသိသွားရင်လေဟောဒီတနေ့တန်ငါ8ပါးကတ်တဲ့အထက်ကဗစရေတော်မဲကြီးကိုညီတို့ဖြတ်မပြစ်ကြပါနဲ့နေ့စဉ်တန်ငါ8ပါးဆုံးကတ်ပါညီတို့ပြုတဲ့ကုသိုလ်ကိုလည်းမမအမြလို့သာဝေလိုက်ကြငါကြားရအယကသာဓုခေါ်ပါရစေငါသာဓုခေါ်ပါရစေဆိုပြီးတော့သီရိမာသည်တရားနာပိဿကလေးမလေးတွေမျက်လုံးလေးလှမ်းကြည့်တော့လည်းမျက်စိကပြားနေတော့မမြင်ရဘူးပေါ့မြင်ရလားပိဿကြီးမမြင်ရရကဟဲ့ညီမတို့ဒါဘသူတို့ညီမလေးငါပဲလို့လေးလေးမှမမြင်ရတော့ဘူးညီမတို့မနေရတော့ပါဘူးငါမျက်စိတွေလည်းပြားလာပြီမလေးကြီးနဲ့ကလည်းပူလာကြီးရဲ့အမလေးကသေးပါကိုင်းကြုံမောလှသေမမိမသေမပြောရတဲ့ဘုန်းကြီးတယ်မသက်တာကိုင်းပြေးစားသီရိမသေပါလားသီရိမသေတော့ကလေးမလေးတွေဝုန်းနဲ့တပြိုင်နဲ့ထားမမမိမလာကြီးမိမလာကြီးဘဝဆုံးမှာပေါ့လားအလှပေးမကြီးဏီကုန်းချုပ်ပြီးမိမလာကြီးဒီဘတို့ဘယ်လိုလုပ်ဖြစ်ရပါမထုံးအလှထိတ်တရားလျမစိတ်အစဉ်တွေရုံနဲ့မကင်းလေသမောမမရဲ့ဒီဘတို့ဖြေလို့မရတော့ပါဘူးအလှထိတ်တရားလျအမစိတ်အစဉ်တွေရုံနဲ့ကင်းလေသမော
မလှုပ်တဲ့အခင်းတွေတမင်းမြင်ရတာကရွှေရမမောရွှေရမမောငိုရောပြိတ္တကလေးမလေးတွေအမရဲ့ညီမတို့ဖြေလို့မရတော့ပါဘူးဟမလေးယုံနဲ့နာကင်းလို့လှတဲ့အစင်းတွေပြက်ချင်းမလှပြက်ပါဘောလားလို့ကလေးမလေးတွေငိုကြပြီးတဲ့နောက်ဒီကိစ္စဘယင်းတော်ဥတင်မှာဘယင်းထံတော်ဥတင်ညမှန်လားပါဗျာဆေးဆရာဇီဝကရဲ့နှမအငယ်ဖြစ်သောသီရိမာဒီယမန်လေးညကအနိစ္စရောက်ပါပြီဗျာဘယင်းတော်ဥတင်တော့ဘယင်းကလည်းတရားနာပြိဿကြီးဗေမိသာရမင်းကြီးကမြတ်စွာဘုရားထံမင်းချင်းယောက်ျားလွတ်မြတ်စွာဘုရားထံလွတ်ပြီးတော့အလျှောက်ခိုင်းမြတ်စွာဘုရားဘယင်ဗေမိသာရမင်းကြီးကလျှောက်ထားခိုင်းလိုက်ပါသည်ဗျာဆေးဆရာဇီဝကရဲ့နှမသည်မနေ့ကအနိစ္စရောက်ပါပြီတဲ့ဗျာဒီတိုင်းရှောင်လိုက်တော့မြတ်စွာဘုရားကဟဲ့မင်းချင်းယောက်ျားသင်တို့ရဲ့ဘယင်ကိုငါဘုရားမိန့်တော်မူတဲ့အတိုင်းတော်ဥတင်လိုက်ကြသီရိမာဤယုတ်ကလအသုတ်တန်ထောက်မြေလည်းမမြုပ်နဲ့မီးလည်းမရှို့နဲ့ရေလည်းမမျောနဲ့အဆောင်အရှောက်နဲ့ကြီးလင်းတာမစရအောင်ထားကြဒီကနေ့ကနောက်3ရက်ကျော်တဲ့ချိန်ငါဘုရားရှုစားရန်ကြွတော်မူမည်ဘုရားကိုယ်တော်မြတ်ဒီတိုင်းမိန့်တော်မူလိုက်ဒီတိုင်းမိန့်တော်မူပြီးတော့တရားနာပြိဿလွတ်လိုက်တဲ့ချိန်ခါမှာမင်းကြီးယောက်ျားကဘယင်ဘိမသာရသရောဥတင်ပြီးတော့ဘယင်ဘိမသာရကလည်းဖယားအမိတ်ရှိတဲ့အတိုင်းသုတ်တန်ထုတ်ကြီးလင်းတာမစားရအောင်ထား3ရက်ကျော်မှဘုရားရှုစား3ရက်ကျော်လာတော့ကိုလောက်တွေတဖွာနဲ့အပုပ်အနတ်နေနဲ့ကြည့်လို့မကောင်းရှုလို့မကောင်းဝါပြီးတော့ခန္ဓာကိုယ်ကြီးကလည်းမနေဘူးရောင်နေအဲ့ဒါလို့ဖြစ်နေတဲ့အချိန်ဘုရားကိုယ်တော်မြတ်ကလည်း3ရက်ကျော်တဲ့အချိန်ကိုကြွမယ်ခြေသားတို့ငါဘုရားကိုယ်တော်မြတ်သည်ဆေးဆရာဇီဝကရဲ့နှမကိုရှူစားရန်ကြွတော်မူတဲ့နောက်ကအကုန်လုံးလိုက်ခဲ့ကြဆိုတော့ဟိုကိုတော်ရှိသွားပြီကိုတော်လေးတော်ကရှင်မရဟွာကိုတော်လေးနာရောက်တော့ကိုတော်မျက်လုံးပြုတ်ကြည့်ဟင်တိတိမာရှင်မရတပည့်တော်နော်တပည့်တော်ဗျာကိုတော်ဘာဖြစ်နေမှမသိရှင်မရဟိုတပည့်တော်ဗျာအေးအရှင်တိခါနာကိစ္စမရှိပါဘူးဗျာရှင်မရကြည့်ရတာတပည့်တော်စိတ်ချမ်းသာဘူးရှင်မရဆုံးမစားတာ3ရက်ရှိပြီဗျာရှင်မရထိုင်နိုင်ထနိုင်သွားနိုင်သလားဗျာငါရှင်ထိုင်လည်းမထိုင်နိုင်ဘူးသွားလည်းမသွားနိုင်ဘူးငါဘယ်မှလည်းမလျှောက်နိုင်ဘူးငါသေးရတော့မထင်ရဲ့ရှင်မရမသေးရပါဘူးဗျာရှင်မရမြတ်စွာဘုရားကိုယ်တော်မြတ်ကြီးလေအခုသီရိမာကိုရှုစားရန်ကြွမတယ်ဗျာဟင်သီရိမာကျမဗျာသီရိမာကိုရှုစားရန်ကြွမတယ်ဗျာအရှင်မရလိုက်နိုင်မှာမလားဟင်ဘာလဲခုန3ရက်စာမစားတဲ့လူမထားနိုင်ဘူးဘယ်မှမသွားနိုင်ဘူးတဲ့သီရိမာရှုစားရန်လိုက်နိုင်မလားဆိုလိုက်နိုင်တယ်ရှင်မရတပည့်တော်ထူရအောင်မလားမထူနဲ့ဖြုံးထုံငုတ်တော့ဖြစ်စိတ်နော်ပရိသတ်ဒါကြောင့်စိတ်တေနနိယတေလောကစိတ်ဆောင်စိတ်ပဲပရိသတ်ရဲ့ဖွေကြီးတို့ငယ်ကျုံးငယ်နာစဉ်းစားဖို့ငယ်ငယ်ကခင်ဗျားတို့ငွေမကြောက်ကင်းမကြောက်ညင်းတဲ့သန်းကောင်သွားခဲ့တာစိတ်ပြဒါကြောင့်တရားနာပရိသတ်ကြီးစိတ်ကြည့်ယခု3ရက်တိုင်အစာမစားတဲ့ကိုယ်တော်ငုတ်တုတ်ဖြစ်ပြီးရှင်များလိုက်နိုင်မလားဗျာလိုက်နိုင်ပါတယ်ငါရှင်ပြီးတော့တွဲခေါ်ရအောင်မပဲတွဲရမလဲကိုတော့ဒီမကြီးကကြမ်းကြမ်းမာကြီးလိုက်နိုင်နေဒီမှာဒါမြင့်ကြွတော့ဗျာဘုရားကြွတော့မယ်ဗျာမြတ်စွာဘုရားကိုတော်မြတ်ကြီးကြွတော်မူတော့မယ်လို့
တင်းစကားတရားနာပိဋကနိဗ္ဗာန်သောထံကကြားတော့ဗိမိသာရမင်းကြီးဘာလေးစီစဉ်လို့သဲလူတွေခင်းရာဇမတေကာဒါကောင်ကုတ်ကမှလေးဝါးကြီးစိုက်လို့လမ်းနေရှင်းလို့တိုက်ပြေကိုလည်းကြင်ညာထားတိုက်ပြေပဲလို့ကြင်ညာတယ်လေလို့ဆိုတော့လူကြီးမှန်သမျှသီရိမာအားကြည်ရန်လာရမယ်သီရိမာကိုကြည်ရန်မလာကအသဗျာရှစ်ချက်ဒဏ်တတ်မတယ်လာလိုက်ကြတာတရားနာပိဋကအုပ်ကြွကြွနဲ့လူတို့ပိဋကကြီးကလည်းအစုံဖယားကိုတော်မြတ်ကြီးကလည်းနောက်ပါသံဃာတော်တွေနဲ့အကြွားခုနှစ်ကသီရိမာဆွဲလန်းတဲ့ကိုတော်ကလည်းတရားနာပိဋကနောက်ကသံဃာတော်တွေကြားတယ်ဟိုကြည့်လိုက်ဒီကြည့်လိုက်သီရိမာသေးတယ်ဆိုတာကိုမသိသေးဘူးရှုစားရန်ကြွမယ်ဆိုတာနဲ့လိုက်လာတာလှပါပါမြင်ရလိမ့်မယ်ပဲသူထင်းနေတော့ဒီလိုနဲ့တရားနာပိဋကလူပိဋကကြီးအိုးကြက်ကြက်ကြားတယ်မြတ်စွာဘုရားကြွတော့ဟာလူတွေများလာကြည်လားအမလေးကြည်စမ်းမောင်သီရိမာလှပုံပပုံတွေဝိုင်းပြီးတော့ကြည့်ကြမယ်လူတွေနဲ့တူရဲ့ပြီးသေးဘူးဒီလိုနဲ့ဘုရားကိုတော်မြတ်ကြီးကသီရိမာရဲ့ရုပ်ကလအပရောက်တော့ဘေဘိသာရမင်းကြီးကမြတ်စွာဘုရားလက်အုပ်ချီမို့ရှိခိုးကြတော့လို့မြတ်စွာဘုရားကြွတော်မူပါဘုရားနဲ့သီရိမာရုပ်ကလအပဘုရားပင့်သွားတော့ဘုရားကိုတော်မြတ်ရက်တော်မူပြီးရက်တော့ဘုဂုတော်နောက်ကလိုက်ရမှရှေ့ရောက်အောင်တို့ကိုတော့တိုးလိုက်တာကိုတော့ဟိုမဲ့သူရရှိနေသွားချင်းရှိနေသွားချင်းဖြည်းဖြည်းစီးသွားပေါ့ကိုတော့လွန်နေနောက်ကိုတော့ခွာကြကွာဒီကိုခွာတိုးနာပဲကိုတော့အကောင်းဝင်တိုက်ဟိုတိုးတီတိုးနဲ့သူရှေ့ရောက်သွားတော့ဟာဘလီဟာဒါကြီးဝါတာရောင်းနေတာကြီးဝါတယ်နောက်ဘေးကကိုတော့လက်ကုပ်ရှင်ရဒါပါကြီးဦးဗျလူတကောင်ကြီးပေါ့ကိုတော့ဘယ်သူတုံးဗျသီရိမာကိုတော့ဗျာဘယ်သီရိမာတုံးဗျဘယ်သီရိမာရှိလို့တုံးကိုတော့ဆေးဆရာဇီဝကရဲ့နှမပြည့်စုံမှာသီရိမာပေါ့ကိုတော့တောင်ပြောမြောက်ပြောမနေ့ကတင်ဟိုလွန်ခဲ့တဲ့2ရက်ကျော်3ရက်လောက်ကတင်တပည့်တော်သူ့ရင်ကဆွန်းစားလာတာဗျအေးလေသင်ဆွန်းစားပြန်သွားတယ်ညသေးတာပဲဗျာဟုတ်သေးပါဘူးဗျာဘယ်မဟုတ်ရမှာတော့ကိုတော့ကြည့်ကသီရိမာဟင်အမလေးသီရိမာဟုတ်ပါဘူးတပည့်တော်ဆွဲလာမှန်းသိလို့တပည့်တော်ကိုပြောနေကြတာနဲ့တူပါရဲ့တမဲအရှင်တောင်ပြောမြောက်ပြောနေတယ်ဘုရားဘာအမိန့်ရှိမှမသိဘူးနားထောင်နောက်ဘုရားကိုရောမြတ်ကသီရိမာရုပ်ကလတ်ကြည့်လို့တကားတော့ဗိမိသာဒဘုရားဆေးဆရာဇီဝကရဲ့နှမငယ်ဖြစ်သောသီရိမာအားမသေးခင်ကာလယောက်ျားတစ်ယောက်အသဗျာဘလောက်ပေးရမှန်လားပါအသဗျာ1000ပေးပျော်ပါရပါဗျာတကားတော့မောင်းကျင်နေခသီရိမာရဲ့ရုပ်ကလအားငွေ1000နဲ့တနေ့ပျော်ပါကြတဲ့ယောက်ျားတွေဒီကနေ့တော့ဖြင့်တနေ့မဟုတ်ဘဲနဲ့သီရိမာအားငွေ1000နဲ့အပိုင်ဝယ်မဲ့လူရှိရင်ယူကြစေ။ပေါင်းချင်းနဲ့ခတ်သူမှဝယ်မဲ့လူရှိဘူး။ပြေသာရှိရလားပြေသာ။ရှိပါဗျာ။ဒီထဲဒီကြောင့်မသိလို့ပိဋကအစွန်ဖျားရောက်လာတဲ့ကာလာသားတစ်တိုက်ကဟာဟေးကောင်းပြီ။ရင်တော့ကတနေ့1000ပြုံမရတာအခု1000နဲ့အပိုင်ပေးမတဲ့ကွာ။ငါ900လောက်တော့ရှိပြီကွာ။ဟေးခေါ်လိုက်ကွာငါဝယ်လို့ကွာ။ရမ်းဝယ်ဒီကောင်သာကြီးဗျမင်းသေးနေပြီတဲ့ဗျဟေးမသားမလို့ဘူးကွာမင်းငါမသိလို့ကွာဟေးသေးနေပြီကွာအဲ့ဒါဘုရားတော်ကြွနေတယ်ခုမှကွာဟေးဘုရားတော်ကြွတယ်သံဃာတော်တွေနဲ့တဲ့ဗိမိတာနာမင်းကြီးအဲ့ဒီရောက်နေတယ်ကွာဟေးလိုက်ကွာကြည့်အောင်ဟေးဒီလိုလာကြည့်တယ်ပိဋကဝယ်မဲ့လူ1000နဲ့ဘယ်သူမှမရှိ1000နဲ့ဝယ်မဲ့လူမရှိတော့900နဲ့ယူမဲ့လူရှိရင်အပိုင်ယူစေယူပါဦး950တရားအစိဒီလိုခွဲသွားလိုက်တာတရားနာပြေးတာယူမဲ့လို့ရှိဘူးရှိရလားပြေးတာကြီးတပြားမှပေးပြီးတော့ဝယ်မဲ့လူမရှိအဲ့ဒီအချိန်မှာကိုကိုတော်လေးတွတ်နဲ့
哦，လက်စတတ်တော့သီရိမာသေးတာကိုခုမှသူသိဟင်ဟာလေသေးတဲ့ကြည်စမောင်ငါသေးတယ်မထင်ဘူးလှလှပါပါမြင်ရလိမ့်မယ်ထင်တာလှလိုက်တာလှလိုက်တဲ့သီရိမာဟာလေသေးပြီးတာတောင်မှအခုဝါနေတော့အယောင်တာဝါနေတော့လို့ဒုက္ခပဲချိန်မောညင်ကျမ်းဖန်ချိန်မောမြင်ဦးလားတချို့မိမတွေသူတို့လင်သေးတော့3ရက်ကျော်လို့ရောင်းလာတော့ဘာပြောတော့ဝါပြီးတော့လှနေတယ်ဆိုရောင်းတာဝါပြီးလှနေပြန်တဲ့ကြည်တရားနာပြည့်သားကြီးဝါပြီးတော့လှနေတယ်လို့သူထင်များသည်ဒါလို့နဲ့ငွေတပြားနဲ့မှဝယ်မဲ့လူမရှိတော့နောက်အလကားငွေတပြားမှမပေးဘဲနဲ့အလကားယူမဲ့လူရှိရင်ယူကြမောင်ကျင်းနဲ့ခတ်ဘယ်သူမှယူမဲ့လူမရှိရှိရလားပြိဿကြီးဘယ်သူမှယူမဲ့လူမရှိတော့ကလေးမလေးတွေရောက်လာပြီသူညီမလေးတွေပေါ့ပိနာကငကိုတဲကရှိကြပါရဲ့ဘယ်သူမှယူမဲ့လူမရှိဘူးဆိုတော့ဟင်းအမသီရိမာမိမစကြီးအမလေးကြည်စမောင်းတွာရကိုဘောက်ကပိုးလောက်တဲ့ရိုစီလို့ဟင်းလူတိုင်းနှာခေါင်းရှုံကုန်ပါဘောလားမိမလှကြီးအလှတွေပြစ်ပါဘောလားမမလှရဲ့မိမစကြီးရဲ့အမလေးမမသီရိမာအလှဝရင်မကြီးအခုပြည့်စည်ပါဘောလားရဲ့လို့ငိုမလို့လှလေးသမြလှနေရဆိုလေဘဝမသေးခင်ပြိဿလှနေတဲ့လူတွေဟာမသေးခင်တဲ့နော်လှလေးသမြလှနေရဆိုလေဘဝမသေးခင်သေခဲ့ပြောင်းလျင်သေခဲ့ပြောင်းလျင်အမမင်းပြပြုံးတကယ်ဆုံးမှာပေါ့မိကုန်ရဲ့မချုံလေပြီပိဿကြီးတိရိမအလှဏီကုန်းချုပ်ပါလားပိဿကလေးမလေးတွေဝိုင်းအောင်ကပ်ပြီးတော့ကမအလှထိတ်ကျင်ရလျမစိတ်အစဉ်တွေယုံနေကင်းလေသမောမလှုပ်တဲ့အခင်းတွေတမင်းမြင်ရတာကရွှေရင်မမောရွှေရင်မမောအော်အမလေးငိုရှာတာဘောအဆုံးဆိုရမောင်မကောင်းလို့ဘဝတခွင်မလေးဘဝတခင်မှာအလှဘရဲ့ထိတ်ကားဆွဲသူရဲ့တစိတ်ကမမမြဲပါဘူးတောကိုခန္ဓာကောင်ကယောပြန်နာအပုတ်ကြီးကပြပါပေါ့မိမလှကြီးရဲ့မမသီရိမာရဲ့ယောပြန်နာအပုတ်ကြီးကပြပါပေါ့ကျုပ်တချီကြီးကမသရီစရာပါမကြည်သာတိတခါမောရတဲ့တော့ဟမမင်းတွေ့ဝိသာနှမျောမိမလှကြီးကိုနှမျောဟောဒီနမတွေကတော့ညီမတွေကတော့အတဏဝါငိုတာဗျာအကျန်းလားကျေးဇူးကြီးငိုဘူးလားကလေးမလေးတွေငိုရမှနေပြီးတော့တရားနဲ့မှလည်းဝယ်မဲ့လူမရှိယောက်ျားတိုင်းဘသူမှမကတ်ကြတော့လေမြတ်စွာဘုရားကိုတော်မြတ်ကြီးရဲ့အပါမဝိုင်းအောင်နေတဲ့လူရုပရိသတ်ကြီးကြားတဲ့ခလေးမလေးတယောက်ကဇွတ်ဝင်လာပြီးတော့အမဘဝတဘာဝအလှတွေပြည့်ပြုံးလို့သာဆုံးခဲ့ပါလေပါတယ်တို့ပြီလေးတစ်လုံးလောက်တော့လိုက်ကြဟိပိဿကြီးဆုံးမလားပိဿအလှကိုမသိ
ပုရိသတွင်ဟေကတနေ့တွေ့တစ်ထောင်စီပေး၍ဆောင်ပြီးအရင်တုန်းကဘလောက်တဲ့တော့ဟဲ့တနေ့ယောက်ျားတွေဘလောက်ပေးတာတော့ဟဲ့နားထောင်ကြည့်သားမကလေးမလေးသုံးနေအစရာကိုမသိပုရိသတွင်ဟေကတနေ့တွေ့တစ်ထောင်စီပေး၍ဆောင်ပြီးမြားမြောင်ယောက်ျားတို့သွားလုံးကိုပွေချီဟိုတုန်းကသွားဘူးလားဟဲ့ဟဲ့မပွေကြမချီကြဘူးလားဟဲ့မြားမြောင်ယောက်ျားတို့သွားလုံးကိုပွေချီချစ်ရှာကြတဲ့ခိုးချင်းစီခုတော့ဖြင့်အဝေးကတွေ့ပြီအခုတော့ကတ်သေးရလားဟဲ့အမအပေါင်းတယောက်အောင်မကလေးပြီးစီကံဝါကဟဲ့အမသီရိကဘဝအတိမရှိတော့ပါအနိစ္စခန္ဓာဟမြည်ဒွါရကိုဘောက်ကဒူလောက်ပမာကြီးအပုဝတ်သုံးမြောင်းအကြောင်းအနာမကပ်ပါပြီကတ်သေးရလားဟဲ့ယောစီပြန်ရောက်ဟာပိုးလောက်ထိုးဖောက်စားသည်ပေးသားကြီးခုဒွါရကိုဘောက်ကပိုးလောက်တွေထိုးဖောက်ပြီးစားမကုန်ဘူးလားပြိဿဒွါရကိုဘောက်ကဒူလောက်ပမာကြီးအပုဝတ်သုံးမြောင်းအကြောင်းအနာမကပ်ပါပြီယောစီပြန်ရောက်ဟာကိုလောက်ထိုးဖောက်စားသည်ရှင်းရပြန်လားမလေးဆိုရမှနေဘူးဟာအသေးကွင်းစရာအတီးသူ့ရုပ်ရည်အဆင်းဒီတိုင်းသွားမှာကူပြေသာကြီးဒီလိုသွားရဘူးလားပြေသာပြည့်ပြည့်လျင်အမှန်မင်းမတရီစရာပါအများဟာမို့ပုရိသယောက်ျားဟာတွေသည်အသဗျာပေး၍မဝဲပြီအလကားဟာသောမမယူပြီသေခြင်းအဆုံးကြအလောင်းကောင်းဘဝကိုရောက်ခါမှချစ်တဲ့စိတ်တွေပြည့်ပြုံးသည်ယောက်ျားတွေသည်တွေ့ပြီလို့ရှောင်ရှားကုန်လေပြီရှောင်မလားပြိဿကြီးရှောင်ကုန်မလားပြိဿကြီးဟေးဘာလဲဆိုလိုက်စမ်းမရှောင်ရှားကုန်လေပြီခန္ဓာနိုင်ယုတ်ဖြစ်ချုပ်မိမောင်ကြာနီကဟောတဲ့ဒီတရားဝိပဿနာသဘောတော်နဲ့သီရိမအားသက်သေးပြထားသည်အရှိသာဓမ္မခံကြီးအသိတရားညံမီဩရှုပါအားကြယခုဘဝခန္ဓာသည်တကယ်ပြည့်ပြုံးလို့သာမိဂုံချုပ်မှာသူငါအမှန်ပါအတီပိဿာကြီးတနေ့ကြတော့လှနေတဲ့လူတွေဏိကုံးမချုပ်ဘူးလားပိဿာကြည့်အခုသီရိမှာအဲ့ဒီလိုဏိကုံးချုပ်တော့မြတ်စွာဘုရားကိုယ်တော်မြတ်ကခြေသားတို့ကြည်ကြ300သောအယိုးတို့ဖြင့်စိုက်ထူအပ်တဲ့ယောက်ျားရင်းများစွာကြံစီအပ်တဲ့သီရိမာရဲ့ခန္ဓာကိုယ်မှာယခုတော့ဒွါရကိုးဘောက်ကပိုးလောက်တည်းတခွာဝါကြလို့အမာဝကယိုစီးထွက်ကြတဲ့အပုပ်နာနေကြောင်းဘယ်သူမှမကတ်တဲ့ပြင်ငွေအသရနဲ့မဆူထားနဲ့အလကားတောင်းယူမဲ့လူမရှိကြတော့ဘူးတနေ့ကြတော့ခန္ဓာ5ပါးသည်ပဲလို့ပဲလှကြတော့လေချစ်သားတို့ဒီလိုပြက်ကြမှာပဲရဲ့လို့ဘာသာစိတ်တကတံဘိမောအရုကာယသမုတ်တိတံ
အတူတံဘဟုသင်္ကပ္ပံယသနာတိဒုဝံထိတိသာဓုဗျာဒေသနာဟောလို့လဲဆုံးရောဟောတိရိမာကိုဆွဲလန်းနေတဲ့ကိုတော်ကြီးဒေသနာဝတ္တနိသောတပတ္တိဖလေပဋိဋ္ဌာဟိလို့ဒိဋ္ဌိနဲ့ဝိစီကိစ္စကွာ၍တိရိမာဆွဲလန်းတဲ့ကိုတော်ဒီသောတာပန်ဖြစ်သည်တိရိမာကလည်းတရားနာပိဋကကြီးနိမနရတိနတ်ပြည်မှာနည်းနည်းလေးစိုက်နာထောင်ပေါ့နောက်ပိုင်းဘယ်လိုသိကောင်းမှမသိပဲနေဦးတိရိမာပြည်တစားမကလည်းတရားနာပိဋကကြီးနိမနရတိနတ်ပြည်မှာဖယားအမှုရှိတဲ့တန်ဃာတော်ရှိပါဆုံးကခဲ့တဲ့ဒါနကြောင့်ဝိမာန်နဲ့တကွနတ်သမီးဖြစ်လို့မြတ်စွာဘုရားကိုယ်တော်မြတ်နဲ့ပရိသတ်ကြီးရှိစဉ်မှာပဲဟောမြတ်စွာဘုရားထံသို့အရောက်လာပါတယ်ဗျာမြတ်စွာဘုရားထံသို့အရောက်လာတော့မှမြတ်စွာဘုရားကိုယ်တော်မြတ်ကဟဲ့နတ်သမီးသင်မသူလဲမြတ်စွာဘုရားဘုရားကြီးတော်သည်ဆေးဆရာဇီဝကရဲ့နှမအငယ်ဖြစ်သောတိရိမာပါဘုရားဘုရားတပည့်တော်မသည်မြတ်စွာဘုရားသာသနာ၌ယုံကြည်ကိုးစား၍တိရိမာပြည့်တစားအလုံးကြီးကဖြုတ်လို့မကောင်းတာတွေမလုပ်တော့ဘဲနဲ့ဘုရားတပည့်တော်မသည်တန်ဃာရှိပါနေစဉ်ဆုံးကခဲ့တဲ့ကုသိုလ်ကြောင့်ယခုတုတ်တိတနတ်ပြည်၌နတ်သမီးဖြစ်၍တပည့်တော်မှစံစားရပါတော့သည်ဖရာလို့နတ်သမီးသောတာပန်မလေးဖြစ်ပြီးတော့နတ်ပြည်ပြန်သွားလို့ခုနှစ်ကတရားနာပိဋကကိုတော်လဲသောတာပန်ဖြစ်တဲ့နေရာမှာဒီကနေ့အလှဤဏိကုံးဆိုတာတရားနာပိဋကတရားအဆုံးသတ်ပါတယ်နာယီပြန်တစ်ချက်ပါဗျာတကဘာလုံးမှာမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပိဋကကြီးချမ်းသာကြပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပိဋကကြီးကျမ်းမာကြပါစေအိမ်ပြန်ဖို့ကြပါစို့အတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကြပင်အပြစ်တွေ့ကြလျင်ရှင်ရင်နေဘုံမုံစိတ်ပြစ်ပြရသေးသည်သောမိမိတို့အင်္ဂါဌာနသို့နိဝတ္တန်တို့သိခံရတာပြန်ကြပြီတော့နိဝတ္တန်တို့မေတ္တာရိပ်ပခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကြမြန်စီရောခြေတရာဆွေကလျောင်းဒီကိုစိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း